ရက်ကို800ပေးမယ်ငါရေးစားအဖြစ်ဟန်ဆောင်ပြီးမွေးနေ့ပွဲကိုလိုက်မလားလို့မလားမင်းတို့စုမိသားစုတစုလုံးပိုင်ဆိုင်မှုအကုန်ပေါ်အောရင်တော့ငါရဲ့ပွဲထွက်ခါကိုပေးနိုင်မှာမဟုတ်ဘူးဒီညမွေးနေ့ပွဲကငါအတွက်ရောစုမိသားစုအတွက်ရောအရန်ရေးကြည့်တယ်မင်းတစ်ချိန်လုံးငါပေးမှရှိနေရမယ်ငါရေးစားနေရကနေကောင်းကောင်းတရုပ်ဆောင်ပေးပါဘာမှအဖြစ်မခံဘူးတော့အကယ်၍လူမိသွားရင်လက်ကျန်ငွေတပြားမှမရစေရဘူးသူများပတ်စံယူထားမှတော့အလုပ်လုပ်ပေးရမှာပေါ့တွားကြဆိုနေဦးဒီဝစ်စုံကိုလဲလိုက်ဦးမှတ်ထားပါဒီညမင်းရဲ့အစင်တန်းကနိုင်ငံခြားကပြန်လာတဲ့ဗန္ဒာရေးအရာရှိချုပ်ပဲလောကကြီးကိုမမြင်ဘူးတဲ့ပုံစံမျိုးလုံးဝမလုံးနဲ့စောစောကားပေါ်မှာငါပြောခဲ့တာတွေကိုမှတ်ထားစကားနည်းနည်းပြောပြုံးရွှင်ရွှင်နေပြဿနာရှိရင်ငါရှင်းမယ်စိတ်ချပါအောင်မလေးဒါတို့စုမိသားစုရဲ့တမီးကြီးပြန်လာတာမဟုတ်လားချင်းဟန်ဒါကအဖိုးကိုမင်းပြောထားတဲ့နိုင်ငံသားမှာကြောက်တက်ခဲ့ပြီးမင်းနဲ့ချက်ချင်းစစ်ဆက်တော့မယ်ရေးစားဆိုတာလားဒီအင်ကြီးကတစိတ်ကိုညှက်ထားပေမဲ့ချုပ်ရိုးချုပ်သားတွေကိုကြည့်ရတာတနေရာကအတူဆိုင်ကနေယာယီငားလာတာထင်တယ်နော်ဒီကောင်ကဘသူလဲမျက်နှာစိမ့်ကြည့်ပါလားဘယ်သူတိမှလဲတခင်လေးကြောက်ကစူလေးကိုယူမယ်လို့ပြောထားတာလေဒီကောင်ကတခင်လေးကြောက်ကိုလာပတ်ပင်းတိုးနေတာသိချင်လို့ထင်တယ်ကြောက်ကြောစကားကိုဆင်ကျင်ပေးပါရဲချန်က Wall Street ကနေအခုမှပြန်လာတာပြည်တွင်းကအခန့်ပွဲတွေကိုမကျွမ်းကျင်သေးဘူးပြီးတော့ဘာအင်ဂျီဝတ်မလဲဆိုတာသူခွင့်ရေးပဲဒီမှာလာပြီးဆရာကြီးလုပ်နေစရာမလိုဘူးဟာချင်းဟန်ရေးချင်းဟန်အကားကွယ်ရှာရင်လဲလူရုပ်ထွက်တာလေးရှာပါဦးဒီနေ့ကစူဖိုးရဲ့အသက်80ပြည့်မွေးနေ့ပွဲပဲနိုင်ငံခြားကပြန်လာတဲ့လူတော်လူကောင်းဆိုတော့ဒီကောင်လေးကအဖိုးအတွက်ဘယ်လိုမျိုးရှားပါရတနာကိုလက်ဆောင်ဖြစ်ပြင်ဆင်လာလဲမသိဘူးနော်ငါအဖိုးအတွက်ပြင်ဆင်ထားတဲ့မင်းဆက်ခစ်ကစစ်ပေါ်ကာလာတန်ကို350ရှိတယ်ပြည်내ရတနာတင်းရဲ့အစင်းမြင့်လက်မှတ်လဲပါတယ်မင်းလိုလူတော်ကြီးကတော့လက်ပလာနဲ့အလကားလာစားတာမဖြစ်နိုင်ပါဘူးနော်350တန်ရတနာတဲ့ကြောက်မိသားစုကတကယ်ကိုချမ်းသာတာပဲအခုတော့ဒီရဲဆိုတဲ့ကောင်းစုပ်လေးအမှန်တိုင်းပေါ်တော့မှာပဲသွားပြီးသူ့ကိုအင်ဂျီလဲပေးဖို့ပဲအာယုံဆိုင်နေမိလို့လက်ဆောင်ပြင်ဖို့လုံးဝမေ့သွားတယ်။ရှားပါရတနာတော့မဟုတ်ပါဘူး။ကြောက်ခဲအစုပ်တုံးကိုပဲလက်ဆောင်ဖြစ်ပေးလိုက်မယ်ဟာကြောက်ခဲဟုတ်လားမင်းကကြောက်ခဲအစုပ်တုံးနဲ့စူဖိုးကိုလက်ဆောင်လာပေးတာလားအောင်မလေးမိခင်ကြီးရေရလွန်းလို့ဒါတကယ်အယူတယောက်မဟုတ်ဘူးလားဟာတခင်လေးကြောက်ကရတနာအကြောင်းနားလဲတယ်ဆိုရင်ဒါကဘာလဲဆိုတာထက်ကြည့်ပေးပါဦးလားအာဒါဘလို့မှမဖြစ်နိုင်ဘူးဖန်ခွက်ပဲဖြစ်ရမယ်ဘီယာပလင်းကိုတွေးထားတဲ့စက်မှုဖန်ချက်ပဲမလားစုချင်းဟန်မင်းကဖန်ချက်အတူနဲ့စူဖိုးကိုလာလင်ရဲတယ်ပေါ့တိတ်ခါကိုမြေကြီးပေါ်ချနေတာပဲတခင်လေးကြောက်ထမင်းကိုဆင်အောင်စားလို့ရပေမဲ့စကားကိုတော့ရှောက်မပြောနဲ့ဒါကပြည်내ပြတတ်ရဲ့အငိမ့်စားညွှန်ကြားရေးမှုချုပ်ကြံဖို့ပဲဘာဖြစ်အနာစာမှမရှိဘူးဒါကနှစ်ပေါင်းရာချီမှတစ်ခါပဲတွေ့နိုင်မဲ့အကောင်စားအေဂရစ်စိန်ကြောက်စိန်စစ်ပဲအေဂရစ်စိန်ကြောက်စိန်ကအနည်းဆုံးတန်း300တန်နဲ့နိုင်ငံခြားကစုဆောင်းသူတွေအလူရက်ဖြစ်ကြမှာတေးချတယ်350တန်းကကြောက်ခဲအစုပ်တုံးရဲ့အစ60အနိုင်ပိုင်းချင်းကိုခံလိုက်ရပြီးတရက်800တန်းတရုတ်ဆောင်ကတန်း300ကိုလက်လွတ်စပယ်ပေးလိုက်တာပဲကောင်းတယ်ဒီမောင်ရင်လေးကတကယ်ကိုအရေးချင်းတွေကိုဝတ်ထားတာပဲတန်း300ကိုလွယ်လွယ်လေးပေးလိုက်တယ်ပေါ့အဖိုးကြီးငါကတော့မင်းကိုရှေးဟောင်းပစ္စည်းလောကမှာနှစ်အတော်ကြာကျင်လည်ခဲ့တဲ့ဆရာကြီးတယောက်လိုခံစားရတယ်အဖိုးကြီးငါရဲ့အဆင့်တန်းကိုလာမစမ်းပါနဲ့ငါရဲ့အဆင့်တန်းအစစ်အမှန်ပေါ်သွားရင်မင်းတို့စုမိသားစုခံနိုင်ရရှိမှာမဟုတ်ဘူးရဲဆိုတဲ့ကောင်မင်းကဘာကောင်မို့လို့လဲကြောက်ခဲတုံးကောက်ရယုံနဲ့မောက်မမနေနဲ့မင်းကိုတေရင်းနဲ့ပို့ပြလို့ရတယ်ဆိုတာယုံလားငါနဲ့လိုက်ခဲ့ဆိုစစ်သူကြီးကောမင်းကငါ့ကိုရိုက်ရဲတယ်ပေါ့နောက်တစ်ခါစကားများရင်ကျိုးသွားတာဒုတိမကတော့ဘူးနော်တခင်လေးကြောက်ကိုတွဲထူပြီးစေးုံပို့လိုက်ကြစို့အဖိုးကြီးငါကမောင်ရင်လေးကိုအကူကြီးတစ်ခုတောင်းချင်ပါတယ်ဒါကလင်းနဂါးကျန်းစာရဲ့အပိုင်းစာပဲလင်းနဂါးကျန်းစာအပြည့်စုံကိုရရင်တိုင်းပြည်ကိုတောင်စိုးမိုးနိုင်တယ်လို့သတင်းကြီးတယ်မင်းရှောက်မပြောနဲ့မြင်ညင်းလိုက်ဦးတန်ဖိုးမရှိတာတွေရှောက်မလုံးနဲ့ညွန်ပြတယ်လို့တော့မပြောပါဘူးဒါပေမဲ့မင်းရဲ့ဒီကျန်းစာအစုပ်ကအတူကြီးပဲမောက်မာလာကြီးလားဆရာကြီးအများကြီးကအစ်စ်လို့တတ်မှတ်ထားတာကိုမင်းကအတူလို့ပြောရတယ်ပေါ့ငါကအတူလို့ပြောရင်အတူပဲမှန်ကန်တဲ့မူရင်းစာသားကလိမ့်နဲ့ဦးမျိုးကြားဖြူဝစ်စင်းရင်ကောင်းထောင်ပြီးငကားပြပြန်တန်းရမယ်မှတ်ထားပါတောင်တန်းတွေရဲ့အနှစ်သာရကိုဖျောက်ဖျက်လို့မရဘူးအသက်ရှူတန်ကကောင်းကင်ကိုတက်သွားလိမ့်မယ်ဖះရည်အပြည့်စုံကြီးပါလားဒါကလင်းနာကျန်းစာရဲ့အပြည့်စုံပဲစုမိသားစုရဲ့အနှစ်30-80မြောက်မြေစုချန်ဟော်ကဆရာကြီးကိုဂါရဝပြုပါတယ်သူကတကယ်တော့ဘသူလဲဟဲလိုဦးလေးနှစ်ပါငါပဲငါစုမိသားစုမှာဒုနှစ်ဖက်လုံးအဖြက်စီးခံလိုက်ရပြီးအတင်းရဲ့အာဏာကိုတုံးပြီးစုမိသားစုကိုလုံးဝပိတ်ဆို့ပြရမယ်သူတို့ကိုတန်ဖိုးကြီးပေးဆက်ခိုင်းရမယ်ဒီ3ရက်အတွင်းကြောက်မိသားစုရဲ့ကလဲစားချေမှုကအရန်ပြင်းထန်တဲ့ကြောက်ကတော့ရဲ့ဦးလေးကြောက်ကန်ကမင်းညကအတူရောက်နေဆိုတဲ့ဆွဆွဲချက်နဲ့တိုးစုမိသားစုရဲ့ရှေးဟောင်းပစ္စည်းဆိုင်တော်များများကိုပိတ်ပစ်လိုက်ပြီးဒီနေ့ပွဲကထောင်ချောက်ပဲခဏနေလို့အခြေအနေမကောင်းရင်မင်းအရင်ပြေးတော့ကြောက်ကန်ကမင်းကိုလုံးဝလွတ်ထားမှာမဟုတ်ဘူးမကြောက်နဲ့ငါရှိတယ်သူပဲငါခြေထောက်နှစ်ဖက်လုံးကိုဖျက်ဆီးခဲ့တာပြီးတော့ကြောက်ခဲစုပ်တုံးနဲ့ငါမျက်နှာကိုဖျက်ရိုက်ခဲ့တာငါတို့ကြောက်မိသားစုဝင်တွေမင်းတို့နေရာမှာအိုက်တယ်လောက်ခံရတာတော့မင်းတို့ကတိုးရဲ့ရတနာအသင်းပွဲကြီးကိုအရှက်မရှိလာတရဲသေးတယ်နော်ကြောက်တူဥက္ကဋ္ဌဆစ်လျှော့ပါအထင်လွဲတာပါဒီရဲဆိုတဲ့ကောင်ကတိုးစုမိသားစုနဲ့ဘာမှမပတ်သက်ပါဘူးအားလုံးကချင်းဟန်ဆိုတဲ့ဆုံးမကြောင့်ဖြစ်ရတာပါတို့ကဒီနေ့တခင်လေးကြောက်ကိုတောင်းပန်ဖို့တီးတန့်လာခဲ့တာပါဦးကြီးမင်းပါဆက်ပိတ်ထားစုမိသားစုတစုလုံးမင်းကြောင့်ပျက်စီးတော့မယ်တခင်လေးကြောက်ကိုဒူးထောက်ပြီးအမပြင်ဆင်လိုက်စမ်းဟာမြင်တယ်မလားစုချင်းဟန်ဒါကမင်းတို့စုမိသားစုရဲ့တိတ်ခါပဲရဲဆိုတဲ့ကောင်မင်းလုံခဲ့တဲ့ရက်ပိုင်းကတိတ်မောက်မာနေတယ်မဟုတ်လားအခုငါ့ကိုလာထိကြည့်စမ်းပါဦးကောင်လေးအခုချက်ချင်းတခင်လေးကြောက်ရှိမှဒူးထောက်ပြီးမင်းခြေထောက်တွေကိုမင်းကိုယ်တိုင်ရဲ့ချိုးလိုက်ပြီးတော့အဲ့ဒီအေဂရစ်စင်းကြောက်စင်းကိုလက်နှစ်ဖက်နဲ့လာအပ်ရင်မင်းအသက်ကိုချန်ထားပေးမယ်မဟုတ်ရင်ကြံကျိုးမှာစုမိသားစုလုံးဝပျောက်ကွယ်သွားစေရမယ်
ပြောလို့ပြီးပြီလားမင်းတည်ချင်နေတာပဲလောက်ကြစမ်းမလုတ်ခင်ဒီကက်ကိုတေချာကြည့်လိုက်ဦးမင်းတို့ရဲ့ဥက္ကဋ္ဌကြီးကိုမေးကြည့်လိုက်စမ်းပါဦးငါ့ကိုလက်တစ်ချောင်းတောင်တို့ရဲမလားလို့ဟာဦးလေးနဲ့မြန်ကြည့်ပါဦးဒီအယူကဘယ်ကနေအယုတ်ကပြတစ်ခုယူလာတာလဲဥက္ကဋ္ဌကြီးဟုတ်လားမင်းကိုမင်းဘာကောင်းထင်နေလဲတေအောင်ရိုက်ကြစမ်းဒါငကားကပြပဲမင်းဘာကြောင့်နေတာလဲမြန်လောက်ခိုင်းလေဦးလေးနှစ်မင်းယူနေလားငါ့ကိုဘာလို့ရိုက်တာလဲတနိုင်ငံလုံးရတနာအတင်းရဲ့အမြင့်ဆုံးအာဏာပိုင်ဝေကောဟိုင်ပါလားသူကဘာလို့ဒီလောက်ပြရခတ်နေရတာလဲဖះရေဝေကောဟိုင်ကနတ်ဖះနန်းတော်တခင်ကြီးကြွရောက်လာတာကိုမသိလို့ကြိုးဆိုခွင့်မရတာအပြစ်ကြီးလာပါပြီနတ်ဖះနန်းတော်တခင်ကြီးဆိုတာအတိုင်းအဆမရှိတဲ့စီးစိမ်တွေကိုပိုင်ဆိုင်ပြီးနိုင်ငံအသီးသီးကစစ်အာဏာရှင်တွေကိုတုံ့လုပ်စေတဲ့စီးပွားရေးနတ်ဖះကြီးပဲတခင်ကြီးအသက်ချမ်းသာပေးပါကျွန်တော်မျိုးမျက်စိမရှိလို့ပါကျွန်တော်မျိုးတိတ်ထိုက်ပါတယ်ဝေကောဟိုင်မင်းရဲ့လက်အောက်ငယ်သားတွေကအာဏာတိတ်ပြပါလားငါခြေတော့ကိုချိုးမယ်တယ်ပြီးတော့လုပ်ငန်းတစ်ခုလုံးကနေပိတ်ဆို့မယ်တဲ့ယတနာအတင်းကတိတ်ရှိန်ဝါကြီးနေတာပေါ့ကြောက်ကံမင်းမျက်စိကန်းနေတာလားမင်းတည်ချင်ရင်အတင်းတစ်ခုလုံးကိုဆွဲမသွင်းတဲ့ငါရဲ့အမြင့်ဆုံးမိန်းကိုနာခံစေကြောက်ကံရဲ့ယာတုအလုံးကိုချက်ချင်းရုပ်သိမ်းပြီးလုပ်ငန်းတစ်ခုလုံးကနေပိတ်ဆို့လိုက်ကြောက်မိသားစုစီကလူတွေလာကြစမ်းဒီနှစ်ယောက်ရဲ့ခြေထောက်ကိုချိုးပြီးကြံကြိုးကနေမောင်းထုတ်လိုက်ဘယ်တော့မှခြေချခွင့်မပြုနဲ့တရက်ရှိရနဲ့ငှားလာတဲ့တရုတ်ဆောင်ကတကယ်တော့နတ်ဖျားနန်းတော်တခင်ကြီးဖြစ်နေတဲ့ပေါ့မင်းကတကယ်တော့ဘသူလဲဝေကောဟိုင်းကိုတောင်ကြောက်လို့စီးထွက်စေတဲ့အထိစွမ်းတဲ့နတ်ဖျားနန်းတော်တခင်ကြီးကဘာလို့လမ်းဘေးမှာတရုတ်ဆောင်ဖြစ်လာလို့နေရတာလဲငါဘေးနာကိုကတ်လာတာဘာရွေချက်ရှိလို့လဲအချို့အရာတွေကိုအခုပြောပြရင်မင်းအတွက်အနေရပဲရှိလိမ့်မယ်ငါရဲ့အဆင့်တန်းကိုဖျောက်ထားဖို့အလိုအဆုံးအချိန်မှာမင်းကငါ့ကိုငှားခဲ့တာပဲလေဒါကြောင့်မင်းတို့စုမိသားစုတစုလုံးကိုတသက်လုံးကောက်ွယ်ပေးတာကငါပေးတဲ့အခါချင်းငွေပဲရဲချံမင်းလိုအမိုက်ကငါခြေတော့ကိုချိုးလိုက်ရုံနဲ့ဒီနေ့ဂျန်ကျိုးကနေအသက်ရှင်လျက်ထွက်သွားနိုင်မယ်ထင်နေလားကိုခုမြောက်တခင်ကြီးကမြေအောက်လောကရဲ့အေဂရစ်ပဲကြောက်မိသားစုကယူသွားပြီးကိုခုမြောက်တခင်ကြီးကိုတောင်ပင့်ဖိတ်လာတယ်ပေါ့မကြောက်တဲ့ရေဆိုးမြောင်းတဲ့ကကြွက်အနေငယ်ကနေအောင်အောက်ထွက်လာရတဲ့ပေါ့တေခါနီးတောင်စကားနာကကောင်းနေတော့မဲ့တို့ကြောက်မိသားစုကယင်းနှိမ့်မြုံနှံမှုကုမ္ပဏီ၃ခုနဲ့ပူးပေါင်းပြီးငွေကြေးတန်းတောင်းချီပြင်ဆင်ထားတယ်မင်းတို့စုမိသားစုရဲ့လုပ်ငန်းတွေကိုအကုန်သိမ်းပိုက်နေပြီးမနှက်ဖြန်နေမထွက်ခင်စုမိသားစုလုံးဝတေဝါလီခံရပြီးအကျွေးတွေပြည့်စေရမယ်ကိုခုမြောက်တခင်ကြီးကမင်းရဲ့ခြေလက်တွေကိုကိုယ်တိုင်ဖြတ်ပြီးငါးစာကျွေးလိုက်မယ်ချင်းဟန်ကြောက်မိသားစုကတိုးရှယ်ယာတွေကိုအသေးအတန်ရှော့ချပစ်နေပြီးဘဏ်ကလည်းချင်းငွေတွေအမြန်ပြန်တောင်းနေတဲ့စုမိသားစုပျက်စီးပြီးကိုခုမြောက်တခင်ကြီးရဲဆိုတဲ့ကောင်ကိုမြမြပိုင်းဖြတ်လိုက်တော့လက်တော့တော့လို့အဲ့ဒီရွှေနဂါမျက်နှာဖုံးတက်ပြီးဓာတ်ကိုကင်ထားတဲ့လူတကိုယ်တော်စစ်တီအရောက်ရချီချတဲ့ကနေငါ့ကိုလူတေပုံတွေကဆွဲထုတ်ခဲ့တဲ့လူအဲ့ဒီရွှေအောင်တောက်ပတဲ့မျက်လုံးတွေကငရဲပြီး18ထက်ရောက်ရင်တော့ငါလုံးဝမှားစရာမရှိဘူးဒါနတ်ဖျားနန်းတော်တခင်ကြီးပဲကိုခုမြောက်တခင်ကြီးမင်းဘာဖြစ်နေတာလဲမြင်အမိတ်ပေးလေနတ်ဖျားနန်းတော်ရဲ့ဝန်ပတ်လွေတကောင်ဖြစ်တဲ့ကိုလေးကတခင်ကြီးကိုကာရောပြုပါတယ်လက်အောက်ငယ်သားကြောင့်ဘေးဒုက္ခကြီးဖြစ်လူနေပါမှုတခင်ကြီးအဖြစ်ပေးပါကိုလေးရေမတွေ့တာနှစ်အတော်ကြာတော့မင်းကမြေအောက်အေဂရစ်ဆိုပြီးငါထက်တောင်အရှိန်ဝါကြီးနေပါလားကြောက်မိသားစုတိတ်ထိုက်ပါတယ်မင်းကမြေအောက်လောကမှာအစွမ်းထက်ရင်ရောဘာဖြစ်လဲစီးပွားရေးလောကမှာငါရဲ့တိုက်ကွက်ကစုမိသားစုကိုပြာကျစေပြီးငါကတော့မင်းတို့ကိုကစားရတာအရသာရှိတုံးပဲကြောက်ထံဘွားစီးပွားရေးစစ်ပွဲဟုတ်လားငါရဲ့နတ်ဖျားအမိန်ကိုနာခံစေဗန္ဒာရဲ့ဖွဲ့ကြီး၃ခုကိုတုံးပြီးကြံကျိုးကြောက်အုပ်စုကိုပြစ်မှတ်ထားလိုက်တုံးမင်းကတကယ်တော့ဘာကိုလိုချင်နေတာလဲငါလိုရှိတာကတော့ငါရဲ့လူတက်အငွေတက်တွေကိုစေကြောဖြစ်ပြီးဒီလောကကြီးထဲမှာအေးအေးဆေးဆေးနားကိုနိုင်မဲ့စိတ်ကန်းတစ်ခုပါပဲတရက်ကို800တန်ငါရန်ခစာချုပ်ကဒီနေ့တက်တန်းကုန်ပြီးစုချင်းဟန်နောက်ထပ်ဘလောက်ပေးပြီးငါကိုစာချုပ်တက်တန်းထပ်တိုးမလဲတေချာစုံစမ်းပြီးပြီလားတခင်ကြီးလင်တေချာစုံစမ်းပြီးပါပြီမင်းညကကြံကျိုးကြောက်မိသားစုကို Wall Street ကအဖွဲ့ကြီး၃ခုက3မိနစ်အတွင်းပူပေါင်းပြီးတိမ့်ပိုက်လိုက်လို့ချက်ချင်းတေဝါလီခံလိုက်ရပါတယ်ဒီလိုကောင်းကင်တုံလောက်တဲ့နီလန်းကိုတုံးခဲ့တာကရဲချန်လို့ခေါ်တဲ့လူငယ်တစ်ယောက်ပါရဲချန်သူ့ရဲ့နောက်ကျောင်းကိုစုံစမ်းမိလားလွတ်နေတော့မဲ့သူ့ရဲ့အချက်လက်တွေကိုနိုင်ငံတော်အဆင့်အထူးလျှို့ဝှက်ချက်အဖြစ်ပိတ်ထားလို့ဓာတ်ပုံတစ်ပုံတောင်ထုတ်လို့မရပါဘူးဒါပေမဲ့ဂျန်ကျူးကလူယုံကအသက်နဲ့လဲပြီးသတင်းပို့လာတာကတော့စူချန်ဟော်ရဲ့မွေးနေ့ပွဲမှာအဲ့ဒီရဲဆိုတဲ့စုမိသားစုရဲ့တမက်ကပျောက်ကွယ်နေတဲ့အေဂရစ်စိမ်းကြောက်စိမ်းကိုထုတ်ပြခဲ့ရုံနဲ့မကပဲလေနဂါကျန်းစာအပြည့်စုံကိုပါတထိုင်နဲ့ရွတ်ပြခဲ့တယ်လို့ဆိုပါတယ်လေနဂါကျန်းစာအပြည့်စုံဟုတ်လားလွန်ခဲ့တဲ့အနှစ်30ကတိုးလီမီသားစုကအဲ့ဒီကျန်းစာရဲ့တဝက်ကိုလူယူဖို့စုမိသားစုရဲ့စက်ရုံတစ်ခုလုံးကိုအစုလိုက်အပြုံလိုက်တက်ခဲ့တာတောင်စူချန်ဟော်ကဂျန်ကျိုးကိုထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ကဘာပေါ်မှာအပြည့်စုံကိုနားလည်တဲ့လူရှိနေသေးတယ်ပေါ်ငါအမိန်ကိုနာခံစေတခင်လေးလင်အော်ထန်းကိုချက်ချင်းခေါ်ပြီးမိသားစုရဲ့ထိတ်တန့်ရတနာဖွဲ့နဲ့အတူဂျန်ကျိုးကိုအခုချက်ချင်းထွက်ခွာခိုင်းလိုက်ဒီရဲချန်ရဲ့နောက်ွယ်မှာဘလို့အရေးချင်းပဲရှိရှိတိုးတိုင်းပြည်နယ်မြေထဲမှာအဲ့တော့ငကားဖြစ်ရင်ဝင့်နေရမယ်ကြားဖြစ်ရင်စောင်းနေရမယ်သူ့ကောင်းတဲ့ကလေနဂါကျန်းစာနဲ့အေဂရစ်စိမ်းကြောက်စိမ်းကိုငါးစာပွဲပေါ်အရောက်ယူလာခဲ့ရမယ်အမိတ်တိုင်းမှာတနိုင်ငံလုံးရဲ့ဥက္ကဋ္ဌကြီးကဒူးထောက်တယ်မြေအောက်အေဂရစ်ကအညံခံတဲ့ဘီလီယံချီတန်တဲ့ကြောက်မိသားစုက3မိနစ်အတွင်းပြကျသွားတယ်ဒါတွေကအိမ်မက်တစ်ခုလိုပဲရပါပြီမိဖို့ချောင်းထဲမှာကြက်ဥဆန်ပြုတ်ထားတာအပူချိန်ကအတော်ပဲမျက်နှာတစ်ပြီးထမင်းစားရအောင်ရဲချံမင်းတောင်းတကယ်ပဲငါဘေးမှာနေတော့မှလားမင်းရဲ့နိုင်ငံခြားကအင်အားစုတွေနဲ့လက်အောက်ငယ်သားတွေကသဘောတူပါမလားငါသွားချင်ရင်ကဘာပေါ်မှာဘယ်သူမှတားလို့မရဘူးငါနေချင်ရင်လည်းကဘာပေါ်မှာဘယ်သူမှမပြောင်းလဲနိုင်ဘူးငါအခုစုမိသားစုရဲ့အိမ်အောင်ဖက်ပဲလုပ်ချင်တော့တယ်ပြီးတော့စုမိသားစုကိုကဘာနံပါတ်1ရှေးဟောင်းပစ္စည်းလုပ်ငန်းကြီးဖြစ်အောင်လုပ်ပေးမယ်ဗာလဲမန်နေဂျာစုကငါ့ကိုအလုပ်သမားအဖြစ်မခေါ်ချင်ဘူးလားအဖိုးဘာဖြစ်လို့လဲရဲသခင်ကြီးကိုလေးကမင်းရဲ့အစွမ်းကိုသိပေမဲ့တို့စုမိသားစုတော့ဒုက္ခထက်ရောက်တော့မယ်ထင်တယ်
စုဖိုးကြီးငါကိုရဲချန်လိုပဲခေါ်ပါလေနဂါကျန်းစာကြောင်းမဟုတ်လားမင်းကလူပုံအလဲမှာအပြည့်စုံကိုရွှတ်ပြလိုက်တာဆိုတော့ဒီတရင်ကရန်ချမ်းကထိတ်တန့်ရှိဟောင်းပစ္စည်းမိသားစုတွေစီဧကန်မန်ရောက်သွားတော့ပြီးအထူးသဖြင့်ရန်ချမ်းလင်မိသားစုပဲမြောက်ပိုင်းမှာလင်မိသားစုကအရှိန်ဝါကြီးတယ်သူတို့ကနှစ်ပေါင်း300နီးပါးတက်တန်းရှိပြီးမြောက်ပိုင်းရဲ့ရှေးဟောင်းပစ္စည်းအယောင်းဝယ်80%ကိုချုပ်ကင်ထားတာပြီးတော့တိုင်းပညာရှင်တွေနဲ့ရတနာပါရမီရှင်တွေကိုလည်းမွေးမြူထားသေးတယ်လင်မိသားစုရှိမှာတော့ကြောက်မိသားစုကဘာမှမဟုတ်ဘူးလွန်ခဲ့တဲ့အနှစ်30ကလင်မီသားစုကလေနဂါကျန်းစာတဝက်ကိုလူဖို့စုမီသားစုအိမ်ဟောင်းကိုညာရင်းချင်းတွေးချောင်းစီတက်ခဲ့တာငါအကိုနဲ့အဖေတို့အကုန်တည်ခဲ့ရတဲ့အဲ့ဒီအမှုမှာအခုအပြည့်အစုံပေါ်လာပြီဆိုတော့လင်မီသားစုရဲ့ပုံစံအတိုင်းဆိုရင်စုမီသားစုနဲ့ရဲတပ်ခင်ကြီးကိုလုံးဝလွတ်ထားမှာမဟုတ်ဘူးမြင်မြင်ပြီးတော့လင်မီသားစုရဲ့အင်အားကနေရာအနှံ့ပြန့်နှံ့နေတာတို့နိုင်ငံရဲ့စီကံတွေအရမင်းသူတို့ကိုထိတ်တိုက်တွေ့လို့မဖြစ်ဘူးငါရဲချန်ရှိမှာတော့ဘယ်သူမှစီကံလာတတ်မှတ်လို့မရဘူးရှိခဲ့ရင်လည်းစီကံတတ်မှတ်တဲ့လူရောစီကံကိုပါခြေပွားအောက်မှာနင်းချပြစ်မယ်လွန်ခဲ့တဲ့အနှစ်30ကတွေးကြွကိုလည်းဒီတစ်ခါတည်းအတိုးရင်းပါပြန်တောင်းရမယ်သူတို့လာရင်တော့ရန်ချမ်းရဲ့မိသားစုကြီး10စုကနေ9စုအဖြစ်ပြောင်းလဲပြစ်ဖို့ငါဝင်မလေးဘူးသမီးကြီးမလွယ်တော့ဘူးတယောက်ယောက်ကလာရိုက်ခွဲနေတဲ့ဆရာကြီးအချို့အိုက်တင်လောက်ခံရပြီးရတနာဆိုင်ရဲ့ဆိုင်မုတ်လဲအလဲကနေအဆုတ်ခံလိုက်ရပြီးဆိုင်ကအတုတွေရောင်းတယ်လို့ရှောက်ပြောနေကြတယ်ဘသူကဒီလောက်တက်တိကောင်းနေတာလဲတစ်ဖက်ကပြောတာတော့ရန်ချမ်းလင်မိသားစုရဲ့လေနဂါကျန်းစာနဲ့ရဲချန်ဆိုတဲ့လူကိုအဖို့ပြောနေတယ်လင်မီသားစုကလာတာတိတ်မြန်တာပဲစုမီသားစုရဲ့အဓိကလုပ်ငန်းကိုလာထိပြီးလူပုံအလဲမှာတိတ်ခါချဖို့လုပ်နေတာပဲတွားကြစို့ဘလဲရန်ချမ်းကတခင်လေးတွေကိုသူများပစ္စည်းလာဖြက်စီးရင်အသက်နဲ့ရောရမယ်ဆိုတာကိုတင်ပေးဖို့ပေါ့ဘာလဲဘာကောင်းမို့လို့ဂျန်ကျိုးရဲ့နံပါတ်1ရှင်းဟောင်းပစ္စည်းဆိုင်လာလုပ်နေတာလဲအကုန်လုံးကအဆင်မရှိတဲ့အမိုက်တွေကြီးပဲဟာတခင်လေးငါကနောက်ဆုံးတစ်ခေါက်ထပ်မိမယ်ရဲချန်ဆိုတဲ့အမိုက်ကဘယ်မှာလဲလေနဂါကျန်းစာကဘယ်မှာလဲတခင်လေးလင်တို့တကယ်မသိလို့ပါမသိဘူးဟုတ်လားကောင်းပြီအင်ဂျီအစုပ်ကိုချင်းမင်းဆက်ခစ်ကအတူလို့တတ်မှတ်ပြီး3600နဲ့လုပ်ရဲတယ်ပေါ့စုမီသားစုကတကယ်ကိုပတ်စံနဲ့နေတာပဲဆရာကြီးချန်ကအတူလို့ပြောရင်တော့အဲ့ဒါကတပြားမှမတန်တဲ့အမိုက်စာရွက်ပဲစုမီသားစုကအကောင်ပြောတာကိုမနာခံပါတော့ဒီဆိုင်ကိုမိရှုပစ်လိုက်စူချန်ဟောဘလောက်အထိပုံနိုင်မလဲကြည့်ရအောင်မင်းတို့တကယ်တော့ဘသူတွေလဲဘာလို့တို့စုမီသားစုရဲ့နေရာကိုလာဖြက်စီးတာလဲအောင်မလေးစုမီသားစုရဲ့တမီကြီးရောက်လာပြီပဲတက်ပုံတွေကထပ်တောင်ကိုလာသေးတယ်မင်းကအဲ့ဒီအိမ်အောင်ဖက်လားမင်းကဒီပကြီးကားကိုချင်းမင်းဆက်ခစ်ကအတူလို့ပြောတာလားဟောပါလဲအဖိုးကြီးငါကပန်းချန်ထဲမှာမျက်စိဖွင့်လာတာနှစ်ပေါင်း30ရှိပြီတခါမှမမဖူးဘူးဒီပကြီးကားကအတူစစ်စစ်ကြီးပဲအဖိုးကြီးငါကဒါကိုစုပ်ဖြက်ပစ်တာမင်းတို့စုမိသားစုအဆက်မကွဲအောင်ကူညီပေးတာပဲရန်ချမ်းလင်မိသားစုကတို့နိုင်ငံရဲ့ရှေးဟောင်းပစ္စည်းလောကရဲ့တဝက်ကိုစိုးမိုးထားတယ်ဆိုပြီးထိတ်တန်းဆရာကြီးရဲ့မျက်စိကဒီလောက်ပဲလားပကြီးကားတွေကပကြီးကားထောင်ချောက်ထဲကထောင်ချောက်ကိုတော့မမြင်နိုင်ပဲနဲ့မိမိကိုမိမိဘယ်တော့မှမမဘူးလို့ပြောရတယ်ပေါ့မောက်မလာကြည့်လားအကောင်စုပ်လေးမင်းကငါရဲ့မျက်စိကိုလာတန်တရားဝင်ရတယ်ပေါ့ငါကိုတန်တရားဝင်ဖို့မင်းကမထိုက်တန်ဘူးဒါကတကယ်တော့နတ်ဖျားပကြီးကားရဲ့အပိုင်းစားပဲတမိုင်းဝင်တမိုးကြီးလာတဲ့ယတနာကချင်းမင်းဆက်ခေအတူရဲ့ကြားထဲမှာဝတ်ထားတာဘလို့လုပ်ဖြစ်နိုင်မှာလဲအခုဒီပကြီးကားကဘလောက်တန်လဲမင်းဒါကိုဘလို့မြင်တာလဲဒါကမရေးကြည့်ပါဘူးရေးကြည့်တာကမင်းတို့ကတိုးစုမိသားစုရဲ့ယတနာဝတ်စုံကိုဖျက်ဆီးဖြစ်တာပဲဆိုင်ကိုဖျက်ဆီးတဲ့လူကိုဒဏ်ရာရစေတယ်ဆိုတော့အစ်စ်အမှန်ရှိနေရင်ရောဘာဖြစ်လဲတခင်လေးငါကဖျက်ဆီးခြင်းလို့ဖျက်ဆီးတာတို့လင်မိသားစုကဘသူဆိုင်ကိုပဲဖျက်ဆီးအဲ့ဒါသူတို့အတွက်ဂုဏ်ယူစရာပဲဆရာကြီးရွှေသူ့ရဲ့ခြေလက်တွေကိုချိုးပစ်ပြီးပကြီးကားနဲ့လေနဂါကျန်းစာကိုလူယူလိုက်ဆရာကြီးသမီးကြီးမြန်ပြေးတော့အဲ့ဒါတိုင်းပညာရှင်ပဲကောင်းလေးနောက်ဘဝကြရင်ရန်ချမ်းလင်မိသားစုကိုမဖြစ်မမိစေနဲ့စစ်သူကြီးကောအာဒါကဘလို့တတဝါကြီးလဲမင်းစောကပြောတယ်မလားတို့နိုင်ငံမှာမင်းတို့လင်မိသားစုကဘယ်ဆိုင်ကိုဖြစ်အဲ့ဒါဂုဏ်ယူစရာပဲဆိုတာငါလည်းဖျက်ဆီးလိုက်ပြီလေရဲဆရာကြီးအသက်ချမ်းသာပေးပါငါကရန်ချမ်းလင်မိသားစုရဲ့တခင်လေးပါမင်းကကိုတက်လို့မဖြစ်ဘူးလင်မိသားစုကတမိသားစုလုံးရဲ့အင်အားနဲ့စုမိသားစုကိုမျိုးပြုတ်အောင်လုပ်လိမ့်မယ်ငါကိုလာချင်းချောက်တာလားလွန်ခဲ့တဲ့အနှစ်30ကအကျွေးကိုငါမရှင်းရသေးဘူးဒီနေ့မင်းတို့ကကိုယ်တိုင်တကားလာခောက်တာပဲရန်ချမ်းလင်မီသားစုစီဖုန်းဆက်လိုက်ပါငါကိုစိုင်းဖြက်စီးမှုဒဏ်ရာရမှုနဲ့စိတ်ဒဏ်ရာရမှုအတွက်ရော်ကျေးစုပေါင်းတန်းတစ်ထောင်ပေးခိုင်းလိုက်ဖုန်းခေါ်စမ်းတခင်ကြီးအလုပ်တွေအဆင်ပြေရဲ့လားလင်းနဂါကျန်းစာအပြည့်စုံကိုရပြီလားအဖိုးကဲပါဦးဆရာကြီးရွှေတော့အဖြက်စီးခံလိုက်ရပြီးချမ်းမီသားစုလည်းဖြက်စီးပြီးရဲချန်ကမိနစ်30အတွင်းတန်းတစ်ထောင်နဲ့ငါအသက်ကိုလာလဲခိုင်းနေတယ်မြင်လူလွတ်ပြီးသူ့ကိုတက်ခိုင်းပါဦးဆရာကြီးတောင်ကြံကျိုးကအိမ်တောင်ဖက်လက်ထဲမှာရှုံးနေသွားတဲ့ပေါ်ကောင်းလာကြည်လားနှစ်ပေါင်း30အတွင်းငါရန်ချမ်းလင်းမိသားစုရဲ့ကောင်းပေါ်ကိုဘယ်သူမှလာမထိရဲသေးဘူးမင်းကလင်းချမ်းဟိုင်မဟုတ်လားလွန်ခဲ့တဲ့အနှစ်30ကလင်းမိသားစုကလင်းနဂါကျန်းစာအတွက်စုမိသားစုရဲ့လူတစုလုံးကိုတက်ခဲ့တာဒီသွေးကြွေးကိုဒီနေ့ငါကတပါးလဲတောင်းမဲ့တန်းတစ်ထောင်ကတော့အတိုးပဲမိနစ်30အတွင်းပတ်စံမမြင်ရရင်လင်းအော်ချမ်းရဲ့အလောင်းကိုပဲလာကောက်ဖို့ပြင်ထားလိုက်လူငယ်လေးမင်းကဆရာကြီးရွှေကိုတောင်နိုင်တာဆိုတော့တိုင်းပညာတော့အတော်ရှိသားပဲဒါပေမဲ့မင်းကငယ်လွန်သေးလို့လောကကြီးကဘလောက်နဲ့လဲဆိုတာမသိသေးဘူးတို့လင်မိသားစုကဂျန်ကျိုးစစ်ဒေတာရဲ့အစင်းမြင့်စစ်သူကြီးရှောင်းကြံပေါ်မှာကျေးဇူးရှိခဲ့ဘူးတဲ့သူကစစ်တီရဲမတ်10သိန်းကိုအုပ်ချုပ်တာငါဖုန်းတစ်ချက်ဆက်လိုက်ရင်9မိနစ်အတွင်းလက်နက်အပြည့်စုံတဲ့စစ်တပ်ကဒီဆိုင်ကိုမြေလံပစ်လိုက်မယ်မင်းတိုင်းပညာဘလောက်တော်တနက်ကြီးဆန်ကိုမြန်နိုင်မလားစစ်တနက်ကိုကောက်ွယ်နိုင်မလားရဲချံမြန်ပြီးတော့လင်မိသားစုကစစ်တပ်ကိုတောင်လှုပ်ရှားနိုင်တာတိုက်လို့မနိုင်ဘူးအခုမသွားရင်မမီတော့ဘူးငါသူ့ကို10မိနစ်ပေးမယ်10မိနစ်အတွင်းတန်းတစ်ထောင်မမြင်ရရင်လင်းအော်ထန်းရဲ့အသက်ကိုဘယ်နဲ့ဖျားမှကယ်နိုင်မှာမဟုတ်ဘူး
ဟာဟာဟာအယူပဲမင်းကဆောင်ရဲတယ်ပေါ့စစ်သူကြီးရှောင်ရောက်လာရင်မင်းတေပြီးသားပြင်မင်းတေပြီးသားပြင်ဦးလေးလေးငါဒီမှာရှိတယ်မြန်မြန်တနက်နဲ့ဖြစ်ပြီးဒီရဲဆိုတဲ့ကောင်ကိုတပ်ပစ်ဆန်းသူကငါတို့လင်မီသားစုရဲ့ပစ္စည်းကိုလူယုံတင်မကဘူးတန်းတစ်ထောင်တောင်တပြတိုက်နေတာစစ်သူကြီးရှောင်ချက်ချင်းပဲတနက်နဲ့ပြစ်တက်ဖို့အမိန့်ပေးပါဒီနေရာကိုဝိုင်းထားလိုက်ရင်ကောင်းတကောင်တောင်အပြင်ကိုမထွက်စေနဲ့မင်းကတခင်လေးလင်ကိုဒဏ်ရာရစေပြီးလင်မီသားစုကိုချင်းချောက်နေတဲ့ရဲချန်လားငါနှစ်ကြာပြီးတဲ့နောက်မင်းရဲ့ဒီဓာပြက်ရမျက်နှာနဲ့အရှိန်ဝါကပို့ပြီးတော့ထဲဝလာပါလားဒီလိုနတ်ဖျားလိုလူသားကပဲနတ်ဖျားနန်းတော်ရဲ့အဆောက်အအုံတွေကိုဥဆောင်ပြီးတွေးချောင်းစီလန်းကနေငါ့ကိုလူသေးပုံတွေကဆွဲထုတ်ခဲ့တာငါရဲ့အသက်နဲ့ဒီယာရုအစင်တန်းအားလုံးကသူပေးခဲ့တာပဲအခုငါကအစ်စ်မြင့်ဆုံးအာနာပိုင်ခွဲကတော့ယူသေးရတဲ့နတ်ဖျားနန်းတော်တခင်ကြီးကိုတနက်နဲ့ချိန်ထားမိတာပေါ့စစ်သူကြီးရှောင်ဘာကြောင့်ကြည့်နေတာလဲမြင်ပြစ်ခိုင်းလေငါကမင်းအမေကိုပြရမှာလားဂျန်ကျိုးစစ်ဒေတာရဲ့အစင်းမြင့်စစ်သူကြီးရှောင်းကျန်းကရဲတခင်ကြီးကိုကာရဝပြုပါတယ်ရဲတခင်ကြီးအပြစ်ပေးပါရဲတခင်ကြီးအပြစ်ပေးပါထားကြဆိုခွဲခွာခဲ့တာငါနှစ်ရှိပြီးမင်းရဲ့အသက်ကိုငါပေးခဲ့တာပဲငါခွင့်မပြုရင်မင်းကိုဘသူကတည်တံပေးရလဲရဲတခင်ကြီးရဲ့အသက်ချမ်းသာပေးမှုကိုကျေးဇူးတင်ပါတယ်လင်မီသားစုကမင်းပေါ်ကျေးဇူးရှိတယ်မဟုတ်လားလွန်ခဲ့တဲ့အနှစ်30ကလင်ချန်ဟိုင်ကငါ့ကိုထမင်းတနက်ကျွေးခဲ့ပူတာတော့အမှန်ပဲဒါပေမဲ့ဒီနှစ်30အတွင်းငါကလင်မီသားစုရဲ့ပြဿနာပေါင်းများစွာကိုရှင်းပေးခဲ့လို့ကျေးဇူးတွေဆက်ပြီးပါပြီဒီနေ့လင်မီသားစုကရဲတခင်ကြီးကိုလာပြီးစော်ကားတယ်ဆိုတော့အခုကစပြီးငါရှောင်ကြံ့ကလင်မီသားစုနဲ့အဆက်အသွယ်ဖြစ်လိုက်ပြီးတေးတပံတက်တစုံပဲဟာတခင်ကြီးစစ်သူကြီးရှောင်ရောက်ပြီလားအဲ့ဒီရဲဆိုတဲ့ကောင်အပိုင်းပိုင်းပြတ်သွားပြီမဟုတ်လားလင်ချန်ဟိုင်ငါကရှောင်ကြံ့ပဲပါဆက်ပိတ်ထားအဖိုးကြီးကွေးလာနာထောင်ဆန်းလင်အော်ထန်းကအခုငါခြေပွားအောင်မှာအသက်ရှင်မလားတေးမလားမသိရဘူးမင်းမပြစ်မတင်တဲ့လူကိုပြစ်မမိပြီးအခုကစပြီးငါရဲ့ဂျန်ကျိုးစစ်ဒေတာရဲ့စစ်တပ်ကြီးကပထမအဆင့်စစ်ပြင်ဆင်မှုတွေဝင်သွားပြီးပြစ်မှတ်ကရန်ကြံပဲဘာလဲစစ်သူကြီးရှောင်အဲ့ဒီရဲချန်ကမင်းကိုဘာကျိုးမြတ်တွေပေးလို့လဲ10မိနစ်ပြည့်ပြီးတန်းတစ်ထောင်ကိုငါမမြင်ရဘူးလင်အော်ထန်းတော့မရှိတော့ဘူးဒါအပြင်လေဘင်းကိုစေးကြောပြီးစောင့်နေလိုက်ပါလွန်ခဲ့တဲ့အနှစ်30ကစူမီသားစုရဲ့သွေးကြွေးကိုငါရဲချန်ကကိုယ်တိုင်ရန်ချမ်းကိုလာပြီးတောင်းမယ်ဒီနေရာကိုတန်ရှင်ရေးလုပ်လိုက်ပါလင်မီသားစုရဲ့လူအားလုံးကိုစစ်တေတာရဲ့တေတံတောင်ထဲထည့်ပြီးတေချာစောင့်ကြည့်ထားရဲတခင်ကြီးရဲ့အမိန့်မရှိပဲဘယ်သူမှလာတွေ့ခွင့်မရှိစေရဘူးမင်းကိုတွေးမိတယ်ရဲချန်မင်းတကယ်တော့ဘလောက်တောင်ဝင်ထုတ်ဝင်ပိုးတွေထမ်းထားရတာလဲနတ်ဖျားနန်းတော်တခင်ကြီးပဲဖြစ်ဖြစ်တရုတ်ဆောင်ရေးစားပဲဖြစ်ဖြစ်မင်းရဲ့အစင်တန်းကဘာပဲဖြစ်ဖြစ်ငါကယူမဆိုင်ပါဘူးငါတောင်းပန်တာကမင်းရန်ချမ်းကိုသွားတဲ့အခါအသက်ရှင်လျက်ပြန်လာခဲ့ပေးဖို့ပဲမင်းတို့စုမိသားစုကိုတစ်သက်လုံးကာကွယ်ပေးမယ်လို့ကတိပေးထားတယ်လေကတိမဖြစ်နဲ့နော်စိတ်ချပါရန်ချမ်းလင်မိသားစုလောက်ကတော့ငါရဲချန်ရဲ့အသက်ကိုယူနိုင်မှာမဟုတ်ဘူးငါလွန်ခဲ့တဲ့အနှစ်30ကရန်ကျွေးကိုရှင်းပြီးတာနဲ့ဂျန်ကျိုးကိုဂုံတိတ်ခါရှိပြန်လာခဲ့မယ်ရှောင်ကျက်မင်းကကျေးဇူးကမ်းတဲ့လူမိုက်ပဲငါမြေကိုဖမ်းဆီးရုံတင်မကဘူးဂျန်ကျိုးကအမိုက်အိမ်အောင်ဖက်တယောက်တွင်နဲ့ငါတို့လင်မိသားစုကိုစစ်ကြင်ညာရဲတယ်ပေါ့တခင်ကြီးစိတ်လျှော့ပါရှောင်ကျန်းကစစ်တီတော်10သိန်းကိုအုပ်ချုပ်ထားတာလေတကယ်လို့သူကရဲချန်ကိုအသက်လဲပြီးကာကွယ်ဖို့ဆုံးဖြတ်ထားရင်ထိတ်တိုက်တွေ့ရင်သူ့ဘက်ကအထိနာလိမ့်မယ်ဒါအပြင်ရဲချန်ကဆရာကြီးရွှေကိုတကွက်ထဲနဲ့တက်နိုင်တာဆိုတော့သူ့ရဲ့အစွမ်းကထိတ်တန်းဆရာကြီးအဆင့်ကိုရောက်နေလောက်ပြီထိတ်တန်းဆရာကြီးဖြစ်တော်ရောဘာဖြစ်လဲငါတို့လင်မီသားစုကရန်ချမ်းမှာအခြေစိုက်လာတာနှစ်ပေါင်း300ရှိပြီဘလို့လိုင်းလင်မျိုးကိုမစိုးဖျက်ကျော်ခဲ့တာသူကရန်ချမ်းကိုလာတတ်မယ်လို့ကြုံရနေမှာတော့ကိုတေတွင်ကိုတူးတာပဲမိသားစုရဲ့အသက်ကြီးသူတွေနားထောင်ကြဆန်းလင်မီသားစုကအခုအသက်ရှင်မလားတေးမလားဆိုတဲ့အခြေအနေကိုရောက်နေပြီးရဲချန်ကလင်အော်ထန်းကိုဖျက်ဆီးပြီးတို့တမီသားစုလုံးကိုမျိုးပြုတ်ပစ်မယ်လို့ပြောနေတဲ့တို့ရဲ့ထိတ်တန်းဆရာကြီး3ယောက်နဲ့အတူလေနဂါကျန်းစာရဲ့အထူးထောင်6ကိုဆင်ထားလိုက်စမ်းအဲ့ဒီကောင်စုပ်လေးလာရင်ပြန်မသွားစေရဘူးငါရဲ့အသွေးသားကိုတက်တဲ့ကောင်သူတာရန်ချမ်းကိုခြေတစ်ဖက်လမ်းရဲရင်သူ့ရဲ့အယိုးကိုပါထုတ်ပြီးမိရှုဖြစ်မယ်ရဲချံမင်းအတွက်ထောင်6ကအစင်တင်ပဲမင်းတို့ကိုဘယ်လိုမျိုးလာဖြက်စီးမလဲကြည့်ကြသေးတာပေါ့တခင်ကြီးရန်ချမ်းရဲ့အခြေအနေကဘယ်လိုလဲလင်မီသားစုကအရှိတောင်တန်းဘီလာအေယာတစ်ခုလုံးကိုပိတ်ဆို့ထားတဲ့လင်ချန်ဟိုင်ကထိတ်တန်းဆရာကြီး3ယောက်ကိုခေါ်ထားပြီးရန်ချမ်းတိုင်းပညာရှင်အဖွဲ့ကလူတော်800နဲ့အင်ကြီးကိုဝိုင်းထားတယ်ပြီးတော့အိမ်ပက်ပက်လဲမှာတန်နဲ့ချီတဲ့ပြင်းအားမြင့်ဘုံတွေကိုမြုပ်ထားတဲ့တူတူသေးကိုပြင်ဆင်ထားတဲ့ပုံပဲဘုံတွေရောထိတ်တန်းဆရာကြီး3ယောက်ရောပေါ့ရန်ချမ်းလင်မီသားစုကငါ့ကိုတကယ်ပဲအထင်သေးနေတာပဲဟုံရန်နက်ဖျားအမိန်ကိုနာခံစီတို့နိုင်ငံရဲ့ပက်ပက်လယ်မှာရှိတဲ့အထူးဆောင်ရှောက်36ယောက်ကိုစူစီပြီးအခုချက်ချင်းရန်ချမ်းကိုတွားခိုင်းလိုက်လင်မီသားစုရဲ့အပြင်ဘက်ကနေရာအနှံ့နဲ့စောင့်ကြည့်ရေးစနစ်တွေကိုလုံးဝထိန်းချုပ်လိုက်စမ်းငါအမိန်မရှိပဲလင်မီသားစုကရင်ကောင်းတကောင်တောင်အပြင်ကိုမထွက်စေရဘူးလင်မီသားစုရဲ့အထက်ကလူတွေကိုတော့ငါကိုယ်တိုင်ရှင်းမယ်ဟုတ်ကဲ့အခုချက်ချင်းတွားလုပ်ပါမယ်ရက်လိုက်စမ်းဘသူလဲရက်လိုက်စမ်းဘသူလဲဒါကရန်ချမ်းလင်မိသားစုရဲ့တားမြင့်နေပြီပဲနောက်တလန်းထပ်တိုးရင်အသက်ပြောက်သွားမယ်ဂျန်ကျိုးကရဲချန်လင်းချန်ဟိုင်ကိုတေတွင်းပို့ဖို့လာခဲ့ပြီသူ့ကိုတက်ဆန်းငါမြေအတွက်အသက်နဲ့လဲခိုင်းမယ်တိုင်းပညာရှင်အဖွဲ့အမိန့်ကိုနာခံစေသူ့ကိုတတ်နိုင်တဲ့လူကိုစုငွေအမြောက်များအပြင်တူမိသားစုရဲ့အစင်းမြင့်ဆုံးဆေးလုံးနဲ့ထိတ်တန်းတိုင်းပညာကိုပါပေးမယ်ဟာမင်းတို့ကတကယ်အစွမ်းကိုဘာမှမသိသေးပါလားမိစ္ဆာပဲသူကနတ်ဖျားတစ်ပါးပဲတန်းတစ်ထောင်ရှိရင်တော့အသက်မရှိရင်သုံးလို့ရမှာမဟုတ်ဘူးလင်ချန်ဟိုင်လွန်ခဲ့တဲ့အနှစ်30ကမင်းလူတွေကိုဥဆောင်ပြီးစူမီသားစုကိုတတ်ခဲ့တော့ကဒီနေ့လိုနေမျိုးရောက်လာမယ်လို့တွေးခဲ့မိလားအဖိုးကြီးငါကမင်းကိုအထင်သေးမိသွားတယ်ဒါပေမဲ့မင်းဒီနေ့တရားမှာကတော့အမှန်ပဲအင်ကြီးထဲမှာငါကပြင်းအားမြင့်ပုံးတွေအများကြီးမြုပ်ထားပြီးသားမင်းလဲငါတို့လင်မီသားစုရဲ့ရာစုနှစ်တစ်ခုစာယတနာတွေနဲ့အတူငရဲပြည်ကိုလိုက်သွားပြီးငါမြေအော်ချမ်းကိုအဖို့ပြုပေးလိုက်တော့ကဲကြပါဦးတို့တွေအထဲမှာရှိနေသေးတယ်ဒါဘလို့ဖြစ်တာလဲဘုံတွေကမီးကျိုးတွေက
အဖိုးကြီးမင်းကဒါကိုရှာနေတာလားမင်းရဲ့ဒီလိုအောက်တန်းကျတဲ့နီလန်တွေကနတ်ဖျားနန်းတော်ကိုလှည့်စားနိုင်မယ်ထင်နေလားမင်းရဲ့အဲ့ဒီဘုံတွေကိုလွန်ခဲ့တဲ့9မိနစ်ကလေးကတို့ရဲ့အထူးဆောင်ရှောက်36ယောက်ကမိဖြတ်ပြီးသားအခုတော့အတန်တောင်ထွက်လာမှာမဟုတ်ဘူး။ဘာလဲနတ်ဖျားနန်းတော်ရဲ့အထူးဆောင်ရှောက်တွေဟုတ်လားရှောင်းချမ်းကငါ့ကိုအာခံပြီးတော့တောင်ဒူးထောက်ခဲ့တာပဲသူကအမိုက်အိမ်တောင်ဖတ်မဟုတ်ဘူးတိုင်းပြည်တစ်ခုလုံးကိုဖျက်ဆီးနိုင်တဲ့အစွမ်းရှိတဲ့နတ်ဖျားနန်းတော်တခင်ကြီးဖြစ်နေတာပဲ။အကုန်လုံးပြီးဆုံးသွားပြီးလေဟိုင်ငရဲပြည်ကိုသွားပြီးစူမီသားစုရဲ့လူ73ယောက်ကိုဒူးထောက်တောင်းပန်လိုက်တော့မောက်မာလာကြီးလားငါတို့လင်မီသားစုမှာလူမရှိဘူးထင်နေလားဘိုးဘေး3ယောက်အသက်ကိုပုံအော်ပြီးသူ့ကိုတက်ပစ်ဆန်းအထူးထောင်ချောင်းနဲ့သူ့ရဲ့အသက်ရှူတန်ကိုပိတ်ဆို့လိုက်ထိတ်တန်းဆရာကြီးအဆင့်ကိုအခုမှစတီယုံရှိသေးတဲ့အဖိုးကြီးခွေး3ကောင်ကငါရှိမှလာပြီးဆရာကြီးလုံနေသေးတယ်ပေါ့ပြီးဆုံးသွားပြီဟင်းမလုပ်ပါနဲ့မင်းကမိစ္ဆာပဲမင်းကောင်းကောင်းမသိပါစေနဲ့လို့ငါကြိမ်ဆဲတယ်ချင်းကောင်ရဲ့အမျက်ဒေါသပဲဟုံရန်ကတခင်ကြီးကိုဂါရဝပြုပါတယ်လင်မီသားစုအင်ကြီးတဲကလူတွေကိုအကုန်ရှင်းလင်းပြီးပါပြီဒီညကစပြီးတို့နိုင်ငံမှာရန်ကျန်းလင်မီသားစုဆိုတာမရှိတော့ပါဘူးအပြင်ဘက်ကအခြေအနေကောဘလို့လဲရန်ကျန်းရဲ့ကျန်တဲ့မိသားစုကြီး9စုရဲ့အကြီးအကဲတွေနဲ့တိုင်းပညာရှင်အဖွဲ့ရဲ့ဥက္ကဋ္ဌကလွန်ခဲ့တဲ့10မိနစ်ကတည်းကတကားဝမှာရောက်နေကြပါတယ်တခင်ကြီးရဲ့အမိန့်မရှိပဲဘယ်သူမှအသက်ပြင်းပြင်းမရှိရဲကြပဲမိုးရီထဲမှာဒူးထောက်နေကြပါတယ်တွားကြဆိုတွားတွေ့တာပေါ့ရန်ကျန်းတိုင်းပညာရှင်အဖွဲ့ရဲ့ဥက္ကဋ္ဌတွန့်ထန်းရနဲ့အတူမိသားစုကြီး9စုရဲ့အကြီးအကဲတွေကရဲတခင်ကြီးကိုဂါရဝပြုပါတယ်ရဲတခင်ကြီးတက်တော်ရကျော်ရှိပါစေလင်မိသားစုကတော့ကိုပြုတဲ့ကံကိုပြန်ခံရတာပါလို့တွေကရဲတခင်ကြီးရဲ့အမိန့်တိုင်းပဲဆောင်ရွက်ပါမယ်ဘယ်တော့မှတစ္ဆာမဖောက်ပါဘူးဒီညကိစ္စကိုသတင်းလောကကြီးထဲမှာဖြစ်ဖြစ်ဘာတမ်းမှမကြားချင်ဘူးလင်မီသားစုရဲ့လုပ်ငန်းအလုံးကိုမနှက်မလင်းခင်ကြံကြိုးစုမိသားစုစီအကုန်လွှဲပြောင်းပေးရမယ်အကယ်၍တပြားတစ်ချက်လိုအပ်ခဲ့ရင်တော့တို့နိုင်ငံရဲ့ရန်ကျန်းမှာမိသားစုကြီးဆိုတာမရှိတော့အောင်လုပ်ပြဖို့ငါဝင်မလေးဘူးအမိတ်အတိုင်းဆောင်ရွက်ပါမယ်မနှက်မလင်းခင်အကုန်ပြီးစေရပါမယ်အမှားယွင်းရှိရင်အသက်နဲ့ရောပါမယ်ရဲချံမင်းကလူလိမ်မဲမင်းကကိုဘေးကင်းကင်းနဲ့ပြန်လာခဲ့မယ်လို့ကတိပေးခဲ့တယ်လေဘာလို့လေထဲမှာရက်နေတာလဲကိုအေးမိလွယ်မှမသိဘူးလားမင်းပြန်လာပြီးမင်းတကယ်ပဲပြန်လာပြီးပဲငါမင်းကိုဘယ်တော့မှပြန်မတွေ့ရတော့ဘူးလို့ထင်နေတာအယူလေးငါပြောခဲ့တယ်လေငါကမင်းရှိရပေးပြီးငှားထားတဲ့ရီးစားပါလို့အလုရှင်ကအမိတ်မပေးသေးပဲငါကဘလို့လုပ်တည်ရဲမှာလဲရန်ချမ်းကကိစ္စတွေအကုန်ရှင်းသွားပါပြီတို့နိုင်ငံမှာလင်မီသားစုဆိုတာမရှိတော့ဘူးစုမီသားစုလည်းနောက်မကြောက်ရတော့ဘူးလင်မီသားစုကတကယ်ပဲမရှိတော့ဘူးပေါ့ရှင်းဟန်မြန်လာဦးဒုက္ခရောက်ပြီးရန်ချမ်းဘက်မှာကောင်းကင်ကြီးပြိုကျသွားပြီအဖိုးဘာလုပ်တာလဲငါ့ကိုမတွဲနဲ့ငါ့ကိုဒူးထောက်ခွင့်ပေးဦးစောစောတင်မဲ့တို့နိုင်ငံရဲ့ထိပ်တန်းကုန်သွယ်ရေးအသင်းတိုင်းပညာရှင်အဖွဲ့နဲ့ရန်ကျန်းမိသားစုကြီး9စုစီကနေအထူးရုပ်ဝက်စာရောက်လာတဲ့ရန်ကျန်းလင်မိသားစုကမင်းညကရုတ်တရက်မီးလောင်ပြီးတမိသားစုလုံးမီးထဲပါသွားပြီးတဲ့လင်မိသားစုပိုင်တဲ့ဘီလီယံချီတန်တဲ့လုပ်ငန်းတွေရှေးဟောင်းပစ္စည်းဆိုင်တွေနဲ့နိုင်ငံခြားကရှယ်ယာတွေအကုန်လုံးကိုလွန်ခဲ့တဲ့အနှစ်30ကနစ်နာကြီးအဖြစ်တို့ကြံကြိုးစုမိသားစုစီကိုဘာစီကမ်းမှမရှိပဲလွှဲပြောင်းပေးလိုက်ပြီးတဲ့ရန်ကျန်းရဲ့မိသားစုကြီး9စုကလည်းဂရိတစ္ဆာပြုကြတဲ့နောက်စုမိသားစုကတို့နိုင်ငံရဲ့ရှေးဟောင်းပစ္စည်းလောကရဲ့ acre ပဲဘယ်သူမှလာပြီးမလေးမစားမလုပ်ရဘူးလုပ်တဲ့လူရှိရင်အတိတ်သက်မဲ့ရဲ့ကုန်ခဲ့တဲ့အနှစ်30ကရန်ကျွေးကိုဆက်နိုင်ခဲ့ပြီအဖိုးကြီးထားလိုက်ပါဦးနောက်စုမိသားစုရဲ့တာဝန်ကကြီးမားလာပြီဆိုတော့ချင်းဟန်ကိုတေချာကူညီပေးပါဦးစုချင်းဟန်ဘီလီယံချီတန်တဲ့လက်ဖွဲ့ပစ္စည်းတွေနဲ့အတူတို့နိုင်ငံရဲ့နံပါတ်1မိသားစုကြီးဆိုတဲ့ဂုံပုတ်ကမင်းရဲ့တသက်တာလုံးကိုဝယ်ယူဖို့အရေးချင်းပြည့်မီရဲ့လားမသိဘူးနော်ငါသဘောတူပါတယ်မန်နေဂျာစုတာကလင်မီသားစုရဲ့နိုင်ငံခြားကနောက်ဆုံးတထုတွင်10နှစ်ခုကိုအလကားလွှဲပြောင်းပေးတဲ့စာချုပ်ပဲလက်မှတ်ထိုးလိုက်တာနဲ့စုမီသားစုကကမ္ဘာတထုတွင်ဈေးကွက်ရဲ့အစိတ်30ကိုလုံးဝချုပ်ကင်နိုင်လိမ့်မယ်အမင်းကစုချင်းဟန်လားမင်းကဘသူလဲလုံခြုံရေးအဖွဲ့ကဘာလုပ်နေတာလဲမအော်ပါနဲ့မင်းတို့အောက်ထက်ကကျေးစားစစ်သားရချီတဲ့လုံခြုံရေးတွေအကုန်လုံးမြေကြီးပေါ်မှာလဲနေကြပြီး3-5လလောက်တော့အဲ့ရတဲ့ကထပ်နိုင်မှာမဟုတ်ဘူးကိုမိတ်ဆက်ပြရစီနိုင်ငံခြားထမ်းမှန်အဖွဲ့ရဲ့တရားသူကြီးချုပ်လေဖော်ထမ်းလို့ခေါ်တဲ့ကမ္ဘာမြေအောက်လောကရဲ့လုပ်ငန်းတဝက်နီးပါးကိုချုပ်ကင်ထားတဲ့အရှင်သခင်ပဲလင်မီသားစုကတို့ရှိမှာတော့ဖက်နှက်တုပ်ပေးဖို့တောင်မထိုက်တန်ဘူးချမ်းမှန်အဖွဲ့ကလူတွေပေါ့တို့စုမိသားစုနဲ့ချမ်းမှန်အဖွဲ့ကဘာမှမပတ်သက်ပါဘူးလေတရားသူကြီးချုပ်ကတို့နေရာကိုအထမလာဖျက်ဆီးပြီးလူတွေကိုဒဏ်ရာရအောင်လုပ်တာတိတ်ပြီးအနိုင်ကျင့်လွန်ရမကြဘူးလားအနိုင်ကျင့်နေဟုတ်လားဟာစုချင်းဟန်မင်းကလင်းချန်ဟိုင်ဆိုတဲ့ခွေးဦးကြီးရဲ့ဘီလီယံချီတဲ့ပိုင်ဆိုင်မှုတွေကိုမင်းလိုမင်းကလေးကအလကားစားလို့ရမယ်ထင်နေလားအမှန်တိုင်းပြောပြရရင်လင်မီသားစုကဒီအနှစ်30အတွင်းငါတို့ထမ်းမှန်အဖွဲ့ကမွေးထားတဲ့ခွေးတစ်ကောင်ပဲပိုင်ဆိုင်မှု80ရာခိုင်နှုန်းကတိုချမ်းမှန်အဖွဲ့ပိုင်တာမင်းရဲ့အမိုက်လင်ရဲချန်ကလင်မီသားစုကိုတက်ပြီးချမ်းမှန်အဖွဲ့ရဲ့ပတ်စံကိုယူရဲတယ်ဆိုတော့တေးချင်လို့ပဲအခုမင်းကိုလမ်းပေးမယ်ပထမတလန်းကတော့ဘီလီယံ8000ကိုချက်ချင်းပြန်အပ်ပါပြီးတော့စုမိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုပါအတိုးဖြစ်ပေးပြီးလင်းတကားကျန်းစာတစ်ဝက်ကိုပါအဲ့ရမယ်ဒုတိယလမ်းကတော့ဒီအမိုက်တွေရဲ့ရှိမှတဲ့မင်းကိုအဝိစားတွေချုပ်ပြီးအရှိလေပိုင်းကိုဗီဒီယိုရောင်းစားပြစ်မယ်မင်းရဲ့အမိုက်လင်ကိုတော့ငါကိုယ်တိုင်ကောင်းဖြတ်ပြီးအရက်ခွက်လုပ်ပြမယ်မင်းအိမ်မက်နေလိုက်ကောင်မလေးအကောင်ပြောတာကိုမနာခံဘူးပေါ့မင်းတည်ချင်မှတော့ငါကူညီပေးရတာပေါ့သူ့ကိုလွတ်လိုက်မင်းကိုအလောင်းအပြည့်စုံခြံထားပေးမယ်ရဲချံမင်းကရဲချံပေါ့ဘာလဲစိတ်နာသွားတာလားငါကနိုင်ငံခြားချမ်းမှတ်အဖွဲ့ရဲ့တရားသူကြီးချုပ်ပဲနိုင်ငံခြားထမ်းမှတ်အဖွဲ့ဟုတ်လားမင်းတို့ရဲ့အဖွဲ့ချုပ်ကောင်းဆောင်တီချမ်းကိုယ်တိုင်ဒီမှာရှိနေရင်တော့ငါရှိမှာတော့ခွေးတကောင်လိုဒူးထောက်ပြီးစကားပြောရမှာမင်းကဘာကောင်မို့လို့ငါမိမကိုလာထိရဲတာလဲလူတန်ကြီး၄ယောက်သူ့ကိုအပိုင်းပိုင်းဖြတ်ပစ်လိုက်စမ်းအခုမင်းလည်းပဲဟင်းမင်းကကိုတက်လို့မဖြစ်ဘူးငါကချမ်းမှတ်အဖွဲ့ကလူပဲငါရဲ့တိုင်းပညာတွေ
ပထမတစ်ခွက်တိုင်းပညာကိုဖျက်ဆီးခြင်းလှိမ့်ပိတ်ပြီးပြန်သွားတော့တီချမ်းကိုတွားပြောလိုက်ပါ3ရက်နေရင်ငါကိုယ်တိုင်နိုင်ငံခြားကိုလာခဲ့မယ်လေပင်ကိုစီကြိုပြီးစောင့်နေခိုင်းလိုက်ပင်လယ်နက်ဖျားတင်မောကတန်ချိန်2သိန်းကျော်ရှိပြီးကုန်ကျစရိတ်ဒေါ်လာဘီလီယံ30ရှိတဲ့နိုင်ငံခြားထမ်းမှန်အဖွဲ့ရဲ့အခြေစိုက်စခန်းပဲကမ္ဘာမြေအောက်လောကရဲ့3နှစ်တစ်ကြိမ်ကျင်းပတဲ့အထူးလေလံပွဲနေရာလည်းဖြစ်တဲ့ဒီတင်မောပေါ်တက်နိုင်တဲ့လူတွေကကမ္ဘာထိပ်တန်းစစ်အာဏာရှင်တွေကြီးပဲရန်ကျန်းရဲ့မိသားစုကြီး8စုတောင်လက်မှတ်ရဖို့မလွယ်ဘူးရဲချန်တို့တွေတကယ်ပဲဒီလေလံပွဲကို2ယောက်တည်းသွားကြမှာလားငါစုံစမ်းကြည့်တော့အဲ့ဒီတင်မောပေါ်မှာလက်နက်ကြီးတွေအပြင်အထူးကာကွယ်ရေးစနစ်တွေပါရှိတယ်တဲ့ချနမန်အဖွဲ့ကပင်လယ်ပြင်လဲမှာလောက်တာကမင်းလာမဲ့အချိန်ကိုထောင်ချောက်ဆင်ပြီးစောင့်နေတာထင်ရှားနေတာပဲရဲချံမင်းတတိရှိရင်ပင်လယ်ပြင်ကိုကိုယ်တိုင်လာပြီးယတနာကိုလာယူလိုက်လိမ့်မဟုတ်ရင်တော့ငါကလူပုံလဲမှာယတနာကိုဖျက်ဆီးပြီးတိုးနိုင်ငံရဲ့တိတ်ခါကိုချင်းနှင်းပြစ်မယ်ထောင်ချောက်ဟုတ်လားတကယ်အစွမ်းအင်အားရှိမှာတော့အဲ့ဓာတွေကစက်ကူကစားစရာတက်တက်ပဲထမ်းမှန်အဖွဲ့ကစော့ချင်မှာတော့ငါကသူတို့ကိုအကြီးကြီးစုပ်ပေးရမှာပေါ့တပါတဲ့မြေအောက်လောကကလူတွေကိုပါနက်ဖျားနန်းတော်ရဲ့အရှိန်ဝါအောက်မှာတုံ့လုပ်ခဲ့ရတဲ့အောက်မေ့ွယ်တွေကိုပြန်တရိယာစေရမယ်အချိန်လဲတော်တော်နီးပြီးသွားကြစို့ဒါကမဟာမိတ်နိုင်ငံရဲ့စစ်ဆေးရေးမှုဘရင်မစုချင်းဟန်မဟုတ်ဘူးလားသူ့ဘေးကလူကဘသူလဲတက်တော်စောင့်တောင်မပါပဲပိုစီတွန်တင်မောဘုတ်ကိုတက်ရဲတယ်ပေါ့မြေကဘာရဲ့ကောင်းကင်ကသူတို့ကိုတတ်မိတ်ထုတ်ထားတာကြပြီးဟာပလက်ပြင်ကြီးထဲမှာတော့တကယ်လက်ယုံရည်နဲ့နောက်ခံအာဏာရှိမှသာဘရင်ပဲဒီညသူတို့ဘလို့တင်မလဲဆိုတာတော့သိမှာမဟုတ်ဘူးသူယူသွားပြီးအဲ့ဒါဥရောပရဲ့ထိပ်တန်းဂျာနယ်လစ်တွေလိုက်ရတဲ့ Rock ချိုင်းမီသားစုရဲ့အမွေဆက်ခံသူဝီလီယံနယ်စာကြီးရဲ့တီးတက်နေရပဲဖယ်ဆန်းအောက်တန်းစားမြောက်ဝန်တွေမင်းတို့ကိုဘသူကတတိရှိလို့ငါနယ်စားကြီးနေရာမှာလာထိုင်ခိုင်းလဲမင်းတို့ကိုဘသူကတတိရှိလို့ငါနယ်စားကြီးနေရာမှာလာထိုင်ခိုင်းတာလဲအခုချက်ချင်းဒူးထောက်ပြီးကောင်းတဲ့ချမ်းပြင်ရိုက်ကြောဆန်းပြီးရင်ဒီမိမကိုငါခန်းနဲ့ပို့လိုက်မဟုတ်ရင်မင်းကိုပင်လယ်ထဲပစ်ချပြီးငါမန်းစာကျွေးပစ်မယ်စစ်နက်ဖျားကနားလဲပေးလိုက်တယ်မင်းကခုနကငါကိုဖျောက်ဖျက်ပစ်မယ်လို့ပြောတယ်နော်ငါကဘသူလဲဆိုတာမင်းသိလားငါကရော့ချိုင်းမန်နေဂျာချုပ်ကောအာပင်လယ်ထဲပစ်ချပြီးငါမန်းစာကျွေးလိုက်သူကပင်လယ်ကြီးကိုသဘောကျနေမှာတော့ဒီမှာပဲကြံခဲ့ပါစေအမိတ်တိုင်းပါခင်ဗျာပြဆက်ပြီးသွားပြီးလေလံပွဲစလို့ရပြီလေလံပွဲစလို့ရပါပြီပိုစီတွန်တင်မောရဲ့ရာစုနှစ်လေလံပွဲကနေကြိုးဆိုပါတယ်ဒီညရဲ့အကြီးကလေလံပစ္စည်းကတော့မဟာမိတ်နိုင်ငံကလာတဲ့အချုပ်ချာအာဏာနဲ့မြေအောက်ကဘာရဲ့အထုထိတ်ကိုကိုစားပြုတဲ့နိုင်ငံတော်ရဲ့ယတနာကိုးပြည်ထောင်တကားအမြုတွေအိုးကြီးပဲဖြစ်ပါတယ်ဒီအိုးကြီးကိုပိုင်ဆိုင်ထားရင်မိသားစုအစဉ်ဆက်အနှစ်1000မပြည့်စည်နိုင်ဘူးလို့ကောလာဟာလာရှိတယ်ကံကြမ္မာကိုပြောင်းလဲနိုင်တာမို့ဘာပဲပေးရအရယူရမယ်အခြေခံလေလံဈေးကအမေရိကန်ဒေါ်လာကုတွေ1000တခါတိုးရင်ကုတွေ100ထက်မနည်းတိုးရပါမယ်ကုတွေ1500ကုတွေ2000ကုတွေ3000ကုတွေ1000ရမ်းချမ်းမင်းဒါတက်လာရှုပ်တာပဲဈေးနှုန်းအတုနဲ့လာအော်ရဲရင်တော့နက်ဖျားတကားကမင်းကိုအရှင်လက်ငရဲကြအောင်လုပ်လိုက်မယ်စူမီသားစုရဲ့ပတ်စံကိုတော့ငါသုံးမှာမဟုတ်ပါဘူးနက်ဖျားနန်းတော်ရဲ့ကဘာလုံးဆိုင်ရာငကားနက်ကက်နဲ့ပဲပေးချင်မယ်ကုတွေ1000မှကလို့ပင်လယ်ရချာနက်ဖျားတကား3ခုလုံးကိုဝယ်ရင်အောင်ပို့သေးတယ်ငါတို့မဟာမိတ်နိုင်ငံရဲ့ပစ္စည်းကိုမင်းတို့လိုမရင်ကျေးတဲ့လူရိုင်းတွေကလာလူကျင်တာလားဒီအိုးကိုငါယူမယ်ဘသူကဈေးတပြားထပ်တိုးရဲလဲငါအကြောင်းသိသွားမယ်ကုတွေ1000တစ်ချိန်2ချိန်3ချိန်အတီးပြုတ်ပါတယ်ကောင်းပြီဟာရဲ့ချမ်းနက်ဖျားတကားကမဟာမိတ်နိုင်ငံရဲ့ယတနာကိုမင်းလက်ထဲအလွယ်တကူထည့်ပေးမယ်လို့တကယ်ပဲထင်နေတာလားဒီပင်လယ်ပြင်ကြီးထဲမှာတော့မင်းကိုဘယ်နက်ဖျားမှလာမကယ်နိုင်ဘူးယတနာကိုလည်းမင်းယူသွားလို့မရတယ်လို့မင်းရဲ့ကုတွေ1000နဲ့အသက်ကိုလည်းဒီပိုစီတွန်တင်မောပေါ်မှာပဲထားခဲ့ရမယ်ပြကြဆန်းခန္ဓာကိုယ်နဲ့တနက်ကြည်စံကိုခုခံနေဟုတ်လားဒါဟာဒဏ္ဍာရီလာနက်ဖျားအဆင့်ဆိုရင်တောင်မလုံနိုင်တာသူကဘလို့မိစ္ဆာကောင်းလဲမင်းတို့ရဲ့လက်နက်တွေကငါအတွက်တော့ကလေးတွေခဲပစ်ကစားတယ်လို့မျိုးရေးစရာကောင်းလာရောတလဲမင်းတို့ကမီးနဲ့ကစားရတာကြိုက်မှာတော့တကယ်စွာအစ်အမှန်ကဘာလဲဆိုတာပြပေးရတာပေါ့အာအခုနောက်တရားဖို့အချိန်တန်ပြီးမကြောက်ကြနဲ့သူဒီလောက်ကြောက်စရာကောင်းတဲ့တံမဏိစွမ်းရည်တွေကိုထုတ်သုံးထားတာသူ့ခန္ဓာကိုယ်ထဲမှာစွမ်းရည်တွေကုန်ခန်းနေလောက်ပြီးအားလုံးပူပေါင်းပြီးဝိုင်းတက်ကြသူတေကိုတေးရမယ်တက်ကြအားလူပဲရောက်သွားတာလဲမင်းတို့ကောင်းပုံမှာအင်းမင်းကလူမဟုတ်ဘူးမင်းကမိစ္ဆာပဲမြေကဘာရဲ့ကောင်းကင်ဘက်မှာလဲတထေးကတင်မောပုံမှာမရှိဘူးသူမဟာမိတ်နိုင်ငံကိုသွားပြီးမင်းရဲ့ဆွေမျိုးတွေကိုဖမ်းဖို့စူမီသားစုတစုလုံးကိုတက်ပစ်ဖို့သွားပြီးသူကြံကျိုးကိုသွားတာလားအဖိုးနဲ့စူမီသားစုဆိုရင်ဘေးဒုက္ခနဲ့ရင်ဆိုင်နေရပြီပေါ့မဟာမိတ်နိုင်ငံကိုသွားတယ်ဟုတ်လားကြည့်ရတာမြေကဘာရဲ့ကောင်းကင်ကမဟာမိတ်နိုင်ငံရဲ့စွမ်းအားကိုဘာမှမသိသေးဘူးပဲဆရာကြီးရဲ့ဘာအမိတ်ရှိပါသလဲကြံကျိုးစူမီသားစုစီကိုရင်ကောင်အနှဲငယ်ပြန်ဝင်သွားတယ်ခေါင်းဆောင်တဲ့ကောင်ကမြေကဘာရဲ့ကောင်းကင်နဲ့ဟာဆရာကြီးစိတ်ချပါလွန်ခဲ့တဲ့မိနစ်30ကပဲကျွန်တော်မျိုးကရဲမက်အင်အားတသိန်းကိုကြံကျိုးစူမီသားစုရဲ့အိမ်ဟောင်းစီဆေးလွတ်ထားပြီးပါပြီတင့်ကားအစီး300တိုက်ခိုက်ရေးရဟတ်ရင်အစီး900နဲ့လုံးဝပိတ်ဆို့ထားပါတယ်ခုနတင်ပဲပင်လယ်ရဲချားကလူသက်သမားတွေကတ်လာလို့တင့်ကားတွေနဲ့ပဲတက်ကြိတ်ခိုင်းလိုက်ပါတယ်အဲ့ဒီမြေကဘာရဲ့ကောင်းကင်ဆိုတဲ့ကောင်ကတော့တိုင်းပညာတော်ရှာတဲ့တင့်ကား2စီးကိုတောင်ဖျက်ဆီးပစ်သေးတယ်ဒါပေမဲ့ကျွန်တော်မျိုးကဒုံးကြီး3လုံးတိုက်ရိုက်ပစ်ခိုင်းလိုက်လို့အခုတော့အယိုးပြတောင်ရှာမရတော့ပါဘူး
ကဲနက်ဖျားတကားလဲလုံးဝစသိမ့်သွားပြီဒီကဘာမြေပေါ်မှာဘသူမှစူမီသားစုကိုလာမထီရဲတော့ဘူးပြန်သွားပြီးတော့ဒီကဘာပေါ်ကလူတိုင်းကိုပြောလိုက်မဟာမိတ်နိုင်ငံဟာနက်ဖျားတွေကာကွယ်တဲ့မြေပဲစီးကြော်ရဲတဲ့ကောင်မန်သမျှနက်ဖျားတကားလိုပဲစသိမ့်ရမယ်အိမ်ပြန်ကြစို့ရဲချန်ဒီနဂါအမျိုးတွေအိုကြီးကတကယ်ပဲဒဏ္ဍာရီတဲကလိုကံကြမ္မာကိုပြောင်းလဲပေးနိုင်တဲ့အစွမ်းရှိတာလားဒါကိုပြန်တဲလာကလေးကလေလူကတော့ပို့ပြီးလက်ဆက်လာတယ်ခြံထဲမှာတင်းနေတာဆယ်စုနှစ်တခုရှိပြီဖြစ်တဲ့တစ်ပင်အိုကြီးတောင်တညာထဲနဲ့အဖူးတစ်တွေထွက်လာတယ်ကံကြမ္မာဆိုတာကတော့ယုံရင်ရှိပြီးမယုံရင်မရှိပါဘူးရဲ့အသက်ဆင်ဆုံးဖြစ်တဲ့ရှေးဟောင်းနဂါအမျိုးတွေရဲ့အရှိန်အဝါတွေတကယ်ပဲကိန်းဝင်နေတယ်ကိုပြည်တော်နဂါအမျိုးတွေရဲ့အရှိန်အဝါဟုတ်လားဘယ်လိုလုပ်ဖြစ်နိုင်မှာလဲနှစ်ပေါင်းရာချီရှိသွားပြီးရှေးမင်းဆက်ပြတ်သုံးသွားကြတဲ့ကကိုပြည်တော်နဂါအိုးကပင်လယ်ရဲချားကိုရောက်သွားပြီးမဟာမိတ်နိုင်ငံရဲ့နဂါမျိုးတွေလည်းလုံးဝပြတ်တောက်သွားခဲ့တာငါတို့ရွှေရန်မင်းမျိုးမင်းတွေတရားစုနီးပါအသေးအတန်ရှာခဲ့တာဒီနေ့ကျမှပဲသူ့ရဲ့အရှိန်အဝါကိုပြန်ခံစားလိုက်ရတယ်ပေါ့ကောင်းကင်ကငါတို့ရွှေရန်မင်းမျိုးမင်းတွေကိုမဆတာပဲဟာဟာဟာဒါကိုသာရအောင်ယူပြီးထဲကနဂါအမျိုးတွေစွမ်းရင်တွေကိုစုပ်ယူလိုက်ရင်ငါလည်းအတားစီးတွေကိုကြောဖြတ်ပြီးဒဏ္ဍာရီလာနတ်ဖျားစင်ကိုတက်လန်းနိုင်ပြီအဲ့ဒီအချိန်ကျရင်ငါတို့ရွှေရန်မင်းမျိုးမင်းတွေကဘာကိုစိုးမိုးပြီးကဘာလုံးရဲ့အချုပ်ချာအာဏာကိုရရှိမှအသေးချပဲဘိုးဘေးကြီးဘာများအမိတ်ရှိပါသလဲဖုံးအားအခုချက်ချင်းမင်းမျိုးမင်းတွေရဲ့အမြင့်ဆုံးလုပ်ပိုင်ခွင့်ကိုသုံးပြီးနဂါအမျိုးတွေအရှိန်ဝါထွက်လာတဲ့နေရာကိုတိတိကျကျစုံစမ်းဘသူပဲဖြစ်လာရင်အပြည့်ရှင်းပြညီတော်အမိတ်တိုင်းလိုက်နာပါမယ်လောကီသားတွေကတက်တောင့်တက်တာနေလာကြတာကြတော့ငါတို့လိုလှုပ်ဝက်တော်ဝင်မိသားစုရဲ့ကြောက်စရာကောင်းမှုကိုမေ့နေကြပြီထင်တယ်ဒီတစ်ချိန်မှာတော့အခွင့်ကောင်းယူပြီးသူတို့ရဲ့သွေးတွေနဲ့ငါတို့ရွှေရမင်းမျိုးမင်းတွေရဲ့စစ်လံကိုပူဇော်ရတာပေါ့ရှေ့ကအခုချက်ချင်းရဲ့ဒါကဂျန်ကျိုးစစ်ဒေတာရဲ့အမြင့်ဆုံးပိတ်ဆို့ရေးနေပြီပဲဖြတ်တန်းခွင့်လက်မှတ်မပါပဲစီးကြော်လာရင်တော့ဒီနေရာတင်အသေးသက်မယ်ဆရာကြီးရဲ့စူမိသားစုအိမ်မှာကောင်းကင်ရန်အထိအလင်းတန်းတွေထွက်ပေါ်နေတယ်အခြေအနေကထူးခြားနေပြီဆရာကြီးနဲ့စူမိသားစုရဲ့ဘေးကင်းရေးအတွက်ငါစစ်ခုံရုံတက်ရပါစေဦးတော့တက်မတော်အထူးတပ်ဖွဲ့တွေကိုသုံးပြီးမြို့ဝင်လမ်းကိုပိတ်ဆို့ထားရမယ်ဘဲကကြောင်တူဝက်တူတွေမို့လို့ငါတို့ရွှေရမင်းမျိုးမင်းတွေရဲ့လမ်းကိုလာပိတ်ရဲတာလေရန်သူကိုတိုက်ခိုက်တဲ့နေရာမှာသွေးတစ်ဆက်တောင်မဆုံးစေရဘူးဒါကမဟာတိုင်းပညာရှင်အဆင့်ကိုကျော်လွန်ပြီးလူဝက်စမ်းကျဲတဲ့တိုင်းအဆင့်ကိုရောက်နေတဲ့အမှတ်သားပဲမင်းဘသူပဲဖြစ်ဖြစ်ကြံကျိုးမျိုးကိုဒီညပိတ်ထားတယ်အားလုံးအမိန့်နာခံကြကြီးစံတွေတနက်ထဲထက်ပထမအဆင့်စစ်ပြင်ကြဟာဟာလောကီသားတွေရဲ့လက်နက်တွေကမသိတဲ့သူတွေမို့လို့တတိရှိနေကြတာပဲမင်းတို့တကယ်မသိကြဘူးတကယ်တိုင်းပညာစွမ်းအားအစစ်အမှန်ရဲ့ရှိမှာတော့ဒီတန်တူတန်ဆတွေကဘလောက်ရေးစရာကောင်းလဲဆိုတာပြစ်ကြဆန်းဟွန်းတေချင်စောနဲ့လာတိုးတဲ့ပရွက်စိတ်တအုပ်ပဲလောကီကဘိုးချုပ်လေးတယောက်ကများငါတို့ကိုလာထားခြင်းနဲ့ဟုတ်လားပြောစမ်းနဂါအမျိုးတွေရဲ့အရှိန်ဝါကဘယ်နေရာမှာလဲအိုးကဘသူလက်ထဲမှာလဲငါကဂယုဏရှိထားလို့မင်းကိုအလောင်းအကောင်အတိုင်းထားခဲ့ပေးမယ်တောက်ဘာတော်ဝင်မိသားစုလဲမင်းတို့လူမားသွားပြီဆရာကြီးရဲ့ရှေ့မှာတော့မင်းတို့လိုတိရစ္ဆာန်တွေကအမိုက်တလိုက်တွေပဲဆရာကြီးလက်ဦးလိုက်ရင်တော့မင်းတို့ဒူးထောက်ပြီးတောင်းပန်ဖို့တော့အခွင့်အရေးရမှာမဟုတ်ဘူးဆရာကြီးဟုတ်လားဘဲကခွေးကောင်ကမင်းတို့ရဲ့ဆရာကြီးလဲမပြောရင်ငါကိုယ်တိုင်မျိုးထဲဝင်ပြီးအဲ့ဒီဆရာကြီးဆိုတဲ့ကောင်ကိုဆွဲထုတ်ပြီးသူ့ရဲ့အယိုးတွေကိုတစ်ချောင်းချင်းစီရိုက်ချိုးပြင်မယ်ရှာမနေနဲ့တော့ငါကပဲမင်းပြောတဲ့ဆရာကြီးပဲမင်းကအဲ့ဒီအမိုက်ကောင်လာရဲ့ချမ်းမြို့တော်ကမိသားစုအသေးလေးအနှဲငယ်ကိုနှိမ်နှင်းလိုက်ုံနဲ့မင်းကိုမင်းတလောကလုံးမှာအနိုင်မဲ့ပြီးထင်နေတာလားကိုပြည်ထောင်နဂါအမျိုးတေအိုးကိုလွှဲပေးပြီးရင်မင်းရဲ့တိုင်းပညာကိုမင်းကိုယ်တိုင်ဖျက်ဆီးပြစ်ဒါဆိုရင်ငါကမင်းရဲ့အသက်ကိုချမ်းသာပေးဖို့စဉ်းစားပေးမယ်လှုပ်ဝက်တော်ဝင်မိသားစုရွှေရန်အနှွယ်ဝင်တွေကငါလူတွေကိုဒဏ်ရာရအောင်လုပ်တယ်ငါလမ်းတွေကိုဖျက်ဆီးတယ်ပြီးတော့ငါပစ္စည်းကိုပါအတင်းလူကျင်သေးတယ်ဟုတ်လားမင်းတို့ကအထက်စီးကနေနေရတာသဘောကျမှာတော့ဒီနေ့တော်ဝင်မိသားစုဆိုတဲ့မင်းတို့ကိုအထက်ကနေအောက်ကိုဆွဲချပြီးရုံးမထွက်နိုင်အောင်နင်းချပြင်မယ်ဟာဟာဟာလေကြီးလိုက်တာလောကီကပရွက်စိတ်တွေကတော့ကောင်းကင်ကဘယ်လောက်မြင့်လဲဆိုတာဘယ်တော့မှမသိကြဘူးမင်းကတေချင်စောစောနေမှာတော့ငါကပဲဖြည့်ဆည်းပေးရတာပေါ့အဖိုးကြီးဖုံးအဖိုးကြီးလင်းသူ့ရဲ့ခြေလက်တွေကိုရိုက်ချိုးပြီးအသက်ချန်ထားခဲ့သူ့ရဲ့ဝိညာဉ်ကိုငါကိုယ်တိုင်စစ်ဆေးမယ်အမိတ်တိုင်းပါတခင်လေးခြေလန်းတိုင်းကိုလိုက်ပါမယ်ခြေကုပ်အယိုးတွေကိုကြေမွားစေမဲ့ကန်ချက်မင်းတို့လိုအမိုက်တွေကများတော်ဝင်မိသားစုလို့တွေးဝင်သေးတယ်ပေါ့ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲမင်းကဘယ်လိုအဆင့်ထိရောက်နေတာလဲငရဲပြည်ရောက်မှပဲတွားမေးလိုက်တော့မင်းငါတို့ရွှေရမင်းမျိုးမင်းတွေရဲ့အကြီးကဲကိုတက်ရဲတယ်ပေါ့မင်းကြီးမားတဲ့ဘေးဒုက္ခကိုဖိတ်ခေါ်လိုက်တာပဲကြီးမားတဲ့ဘေးဒုက္ခဟုတ်လားငါဘဝမှာအကြောက်ဆုံးကဘေးဒုက္ခပဲမင်းအနာမကက်နဲ့ငါကတခင်လေးပဲငါအဖိုးကအထုပ်ထိပ်ဘိုးဘေးကြီးပဲမင်းငါကိုထိရဲရင်ငါအဖိုးကကျင်းတီပေါက်မင်းရဲ့အရေးကုန်းကိုခွာပြီးမင်းရဲ့အနွယ်ဆယ်ဆက်လုံးကိုတက်ပစ်လိုက်မယ်မြေကြီးတဲ့ဝင်ကန်ဒီအဖိုးကြီးတယောက်ကိုတုံးပြီးငါ့ကိုလာချင်းချောက်တာလားမင်းအဖိုးကိုယ်တိုင်ဒီမှာလာရက်နေရင်တော့ငါရှိမှခွေးတကောင်လိုဒူးထောက်ပြီးကြော့ရမယ်မင်းငါကိုရိုက်ရဲတယ်ပေါ့မင်းကိုတက်ပစ်မယ်နေလွန်းတယ်အားနေလွန်းတယ်
ဒီလောက်စွမ်းအားလေးနဲ့ငါကြံကြိုးကိုလာပြီးပစ္စည်းလူရဲတယ်ပေါ့ဒူးထောက်တောင်းပန်ရမယ်ဟုတ်လားစိတ်ကူးရင်မနေနဲ့ငါကမြင့်မြတ်တဲ့တော်ဝင်မိသားစုပဲကြာပန်းဒီနတ်ဖျားနတ်တော်ရဲ့အစစ်မြင့်ဆုံးစိတ်ပတ်ဆိုင်ရာအဖွဲ့ကိုခေါ်ပြီးအခုချက်ချင်းကြံကြိုးအမြန်လမ်းမကြီးအဝင်ဝကိုလာခဲ့ရှောင်းကျဲရဲ့အသက်ကိုမကယ်နိုင်ရင်တော့မင်းရဲ့ခေါင်းကိုဖျက်တင်မယ်အမိတ်တိုင်းမှာ10မိနစ်အတွင်းရောက်လာပါမယ်ပြန်သွားပြီးမင်းတို့အိမ်ကအဖိုးကြီးကိုပြောလိုက်ကိုးပြည်ထောင်ငကားအမျိုးတွေအိုးကမင်းတို့လာထိလို့ရတဲ့အရာမဟုတ်ဘူးမဟာမိတ်နိုင်ငံရဲ့ကံကြမ္မာကိုလည်းမင်းတို့လာခိုးယူလို့မရဘူးဘာလို့လဲဆိုတော့ငါရဲ့ခြံကမဟာမိတ်နိုင်ငံရဲ့တူးတဲ့သောငကားအမျိုးတွေအမွေဆက်ခံသူမို့လို့ပဲပို့ပြီးတော့ရှေ့တိုးမယ်ဟုတ်လားအင်းဒီပြရွက်စိတ်ကောင်ကိုဆရာကြီးအတွက်ကျွန်တော်မျိုးသွားချင်မှုပေးရမလားသတင်းပို့ဖို့တယောက်လောက်ကိုပဲအသက်ချန်ထားခဲ့ရမလားရွှေရမင်းမျိုးမင်းတွေဘယ်လိုလုပ်တည်သွားတာလဲတေမင်းကတကားလာခေါင်းနေပြီးရှောင်းချမ်းကိုပါခေါ်ပြီးစုပ်ကြစို့ဒီညရဲ့သတင်းမှန်သမျှကိုပိတ်ထားလိုက်အမိတ်တိုင်းပါခင်ဗျာဖုန်းအောင်ဘသူလောက်တာလဲအဲ့ဒီရဲ့ခြံဆိုတဲ့ကောင်မရဲ့ခြံလော်ကီကပြရွက်စိတ်တကောင်ကများဖုန်းနဲ့လင်းအဖိုးကြီးနှစ်ယောက်ပူးပေါင်းတာကိုဖြိုခွဲနိုင်တယ်ဟုတ်လားအဖိုးကြီးနှစ်ယောက်လုံးသူ့ရဲ့လက်ချက်တစ်ချက်ထဲနဲ့အသက်ပြောက်သွားတာပါသူကလူမဟုတ်ဘူးမိစ္ဆာပဲသူကကျွန်တော်ကိုစကားပါလိုက်တယ်ကိုးပြည်ထောင်ငကားအမျိုးတွေအိုးကသူ့ပစ္စည်းတဲ့ဒါဟာမဟာမိတ်နိုင်ငံရဲ့တူးတဲ့သောငကားအမျိုးတွေအမွေဆက်ခံသူရဲ့စွမ်းအားပဲသူကဘိုးဘေးကြီးရဲ့လေပင်ကိုတန်ရှင်းအောင်စေးထားလိုက်ပါတဲ့3ရက်နေရင်ကိုယ်တိုင်လာခဲ့မယ်ဒီလောကမှာတော်ဝင်ဘိုးဘေးဆိုတာမရှိစေရဘူးတဲ့ငကားအမျိုးတွေအမွေဆက်ခံသူဟုတ်လားသူကမျိုးရိုးရဲ့တဲ့ဒါဆိုလွန်ခဲ့တဲ့အနှစ်30ကထွက်ပြေးလွတ်မြောက်သွားတဲ့ကလေးလေးလားလွန်ခဲ့တဲ့အနှစ်30ကမဟာမိတ်နိုင်ငံမှာတလောကလုံးကိုစိုးမိုးခဲ့တဲ့တကယ်အမြင့်ဆုံးတော်ဝင်ဘိုးဘေးဆိုတာမျိုးတော်ကရဲမိသားစုပဲရှိခဲ့တာအဲ့ဒီအချိန်တုန်းကနှစ်ပေါင်းထောင်ချီမှတယောက်ပဲပေါ်မဲ့ငကားစစ်သွေးရှိန်ဝါရှိတဲ့တလသားသခင်လေးကိုတက်တော်ဆောင်တွေကခိုးထုတ်သွားခဲ့လို့ဘယ်ရောက်သွားမှန်းမသိရတာအနှစ်30ရှိသွားပြီးအဲ့ဒီမျိုးပြောရမယ့်ကောင်ကမသေးသေးပဲငကားအမြူတေအိုးကိုပါပြန်လူသွားတယ်ပေါ့ဒါကြောင့်မို့လဲအဖိုးကြီးနှစ်ယောက်ကိုအလွယ်တကူတတ်နိုင်တာပဲဒီငကားအရှိန်ဝါသာနိုးထလာရင်တော့ဘယ်သူမှရှင်နိုင်မှာမဟုတ်တော့ဘူးတိုင်းရင်းသားမျိုးနွယ်စုတွေသူက3ရက်နေရင်အားလုံးကိုတက်ပစ်မယ်လို့ကြွေးကြော်နေတာသူကငကားအမြူတွေအမွေဆက်ခံသူဆိုရင်ကောဘာဖြစ်လဲလွန်ခဲ့တဲ့အနှစ်30ကရဲမိသားစုကိုမျိုးဖြုတ်နိုင်ခဲ့ရင်ဒီနေ့လေအဖိုးကြီးငါကသူ့ရဲ့ငကားကြီးခွန်တွေကိုခွာပစ်မယ်သူ့ရဲ့ငကားအရှိန်ဝါကိုထုတ်ပြီးငါတို့ရဲ့လှုပ်ဝက်အမိန့်တော်ကိုပြန်ယူမယ်အရှိပိုင်းအနောက်ပိုင်းတောင်ပိုင်းမြောက်ပိုင်းတော်ဝင်မိသားစုကြီး3ခုလုံးကိုအကြောင်းကြားလိုက်အခုချက်ချင်းအထူးတပ်ဖွဲ့အားလုံးကိုခေါ်ပြီးရွှေရန်တောင်ကိုလာခဲ့ကြမဟာမိတ်တပ်ပေါင်းစုဖွဲ့ပြီးဒီသူပုံကောင်ကိုအတူတူနှိမ်နင်းမယ်အဖိုးကြီးငါကတော့အမြင့်ပြတ်တုတ်တင်ပြီးနောက်ရေးအေးစေရမယ်သူ3ရက်ပိတ်ပြီးကြင့်ကြံနေတယ်ငါကိုအမှန်တရားအားလုံးပြောပြစမ်းသူကနတ်ဖျားနတ်တော်ရဲ့အရှင်သခင်တင်မဟုတ်ဘူးမဟာမိတ်နိုင်ငံရဲ့တရားဝင်ငကားအမြူတွေရဲ့တူးလေးသောအမွေဆက်ခံသူလည်းဖြစ်နေတယ်သူကငကားအမြူတွေရဲ့မူလစွမ်းအင်ကိုတုံးပြီးမဟာတိုင်းပညာရှင်အတားအဆီးကိုကြော်ဖြတ်ကာနတ်ဖျားအဆင့်ကိုတက်လန်းဖို့ကြိုးစားနေတာလွန်ခဲ့တဲ့အနှစ်30ကတွေးကြွေးတွေအတွက်တရားမျှတမှုပြန်တောင်းဖို့ပဲနတ်ဖျားအဆင့်ကိုရောက်သွားပြီးမင်းအောင်မြင်သွားပြီပေါ့မင်းကိုစိတ်ပူစေမိပြီးအချိန်လဲတန်ပြီဆိုတော့အနှစ်30ကတွေးကြွေးတွေတော်ဝင်မိသားစုကြီး၄ခုရဲ့ခွေးတက်တန်းကိုရှင်းရမယ့်အချိန်ပဲသွားဆိုမြို့တော်ကိုတွားကြမယ်ဒီနေ့မှာတော့မြို့တော်ကြီးတစ်ခုလုံးတုံ့လောက်သွားပြီးအထက်တန်းလွှာတွေအားလုံးနှုတ်ဆက်ကုန်ကြတယ်လှုပ်ဝက်တော်ဝင်မိသားစုကြီး၄ခုကလည်းသူတို့ရဲ့ဟန်ဆောင်မှုတွေကိုခွာချပြီးအင်အားအားလုံးကိုစုစည်းလိုက်ကြပြီးတိုင်းပညာရှင်စစ်တီတော်အင်အားတသိန်းအတွင်းအားကျင့်ကြံသူတသိန်းတို့ရဲ့စစ်ဗျူဟာကသူတို့ရဲ့သွေးရှိန်ဝါတွေကြောင့်ရွှေရန်တောင်ကောင်းကင်ရန်တစ်ခုလုံးမှာအနီရောင်တိမ်တိုက်ကြီးတွေဖုံးလွှမ်းသွားစေတယ်အရှင်ရှိမှတောင်တကားမှကြီးရှိတယ်တော်ဝင်မိသားစုကြီး၄ခုကတိုင်းပညာရှင်တသိန်းနေမကပဲတလန်းလုံးမှာလည်းတိုက်ခိုက်ရေးဗျူဟာတွေခင်းကျင်းထားတယ်ပင်လယ်ရချားကစစ်တပ်တွေကိုခေါ်ပြီးလက်နက်ကြီးတွေနဲ့တစ်ခတ်ချေမှုန်းခိုင်းလိုက်ရမလားမလိုဘူးဒါကရဲ့မိသားစုရဲ့အိမ်တွင်းရေးပဲငါတို့ရဲ့မိသားစုရဲ့တွေးကြွေးမှုလို့ငါကိုယ်တိုင်သွားရှင်းမယ်အကိုကြီးရွှေရန်အဲ့ဒီရဲ့မိသားစုကအကောင်ပေါက်လေးကတကယ်ပဲတယောက်တည်းလာရဲမှာလားကြောက်လုံးလို့ပင်လယ်ရချားကိုပြန်ထွက်ပြေးသွားပြီထင်တယ်ထွက်ပြေးလို့မရစေရဘူးငါမျိုးတော်မှာကွက်စိတ်ဖြန့်ပြီးပိတ်ဆို့ထားတယ်သူပေါ်လာရဲတာနဲ့တိုင်းပညာရှင်စစ်တပ်တသိန်းရဲ့လူအင်အားသုံးဗျူဟာနဲ့ပဲသူ့ကိုအမောဆိုပြီးတည်စေရမယ်သူဘလောက်ပဲငကားအမျိုးတွေအမွေဆက်ခံသူဖြစ်အမိဝမ်းတဲ့ကလေးကကြင့်ကြံလာရင်တော့လူတသိန်းရဲ့ဝိုင်းတိုက်မှုကိုတော့ခံနိုင်မှာမဟုတ်ဘူးဟွန်းလွန်ခဲ့တဲ့အနှစ်30ကမြို့တော်ရဲ့ရဲမိသားစုကိုအမြင့်ပြတ်တုတ်တင်နိုင်ခဲ့ရင်အခုလိုကလေးတယောက်ကိုတပ်ဖို့ကတော့လက်ဖွားလန်တလောက်လွယ်ပါတယ်ငကားအမျိုးတွေအိုးကိုရပြီးစွမ်းရည်တွေကိုအတူတူခံစားရရင်နတ်ဖျားအဆင့်ကိုတက်လန်းဖို့ဘာခတ်မှာလဲဘာလို့လန့်နေတာလဲအဲ့ဒီကောင်လေးရောက်လာပြီလားလူအင်အားဘလောက်ခေါ်လာလဲဘိုးဘေးကြီးကိုသတင်းပို့ပါတယ်ရဲချံရောက်လာပါပြီလူတယောက်မှမပါပါဘူးသူတယောက်တည်းငါတို့ရဲ့ခန်းစစ်စည်းတွေကိုအတင်းဝင်တိုက်နေတာပါဟာဒီကောင်တော့ယူသွားပြီထင်တယ်လူတယောက်တည်းနဲ့စစ်တပ်တသိန်းကိုလာတိုက်တယ်ဟုတ်လားဘိုးဘေးကြီးအဆောက်စစ်တီ9000ကသူ့ရဲ့အနားကိုတော့မကတ်နိုင်ပဲ3ချက်ထဲနဲ့လုံးဝပြတ်သုံးသွားပါပြီဘာလဲအနားတော့မကတ်နိုင်ပဲအကုန်တေးကုန်နေဟုတ်လား
မမှန်ကန်တဲ့သတင်းကိုလာပေးရတဲ့ပေါ်ကျွန်တော်မျိုးမလိမ်ရဲပါဘူးသူကလူမဟုတ်ဘူးနတ်ဖျားမိစ္ဆာကြီးဖြစ်နေပါပြီစစ်ပြူဟာခင်းကြအကာအကွယ်ပြူဟာနဲ့သူ့ကိုတားကြဆန်းသူကတကယ်ကြီးနတ်ဖျားဖြစ်နေမှာမဟုတ်ပါဘူးဒီလိုအမိုက်ပြူဟာတွေနဲ့ငါ့ကိုလာတားချင်တာလားမင်းတို့တွေတကယ်စွမ်းအားအစစ်အမှန်ကိုဘာမှမသိကြသေးဘူးပဲပျက်စီးစမ်းရွှေရန်ချမ်းအဲ့ဒီတုန်းကမင်းတို့ခွေးလောက်တာကိုတေချာနားမလည်ခဲ့ကြဘူးအခုလိုတပုံလောက်တာကိုလည်းနားလည်အောင်မှာမဟုတ်ပါဘူးမင်းတို့ကလူရင်အားနဲ့တိုက်ရတာကြိုက်မှာတော့ဒီနေ့ဒီစစ်တပ်တသိန်းလုံးကိုငါရှင်းလင်းပေးရတာပေါ့မင်းတို့မျက်စိနဲ့တက်အပ်ကြည့်နေလိုက်တစ္ဆာဖောက်ပြီးတိဆောက်ခဲ့တဲ့200ကြီးအခြေခံအုံမြင့်ကြီးကတကယ်စွမ်းအားအစစ်အမှန်ရဲ့ရှေ့မှာဘလို့ပြကြသွားမလဲဆိုတာတက်ကြဆန်းသူကတယောက်တည်းရှိတာသူ့ရဲ့အတွင်းအားတွေကုန်ခန်းသွားအောင်လုပ်ကြငါအတွင်းအားကိုကုန်အောင်လုပ်မယ်ဟုတ်လားဒါဆိုရင်လည်းလာဆန်းကြည့်ကြတာပေါ့ဒီနေ့ဒီရွှေရန်တောင်ပေါ်မှာသွေးတွေချောင်းမစီမချင်းငါသားကိုတိတ်မှမဟုတ်ဘူးရောက်လာမှတော့အားလုံးဒီမှာပဲကြံခဲ့ကြတော့ခုတ်ပစ်စမ်းမင်းတို့လေဘင်းတွေကိုတန်ရှင်းအောင်ဆေးထားကြမဖြစ်နိုင်ဘူးဒါလုံးဝမဖြစ်နိုင်တာစစ်တပ်တသိန်းဆိုတာငါတို့တော်ဝင်မိသားစုကြီး၄ခုရဲ့200ချီစုဆောင်းထားတဲ့အင်အားအားလုံးလေ10မိနစ်တောင်မပြည့်ခင်မှာတည်းသူတယောက်တည်းရဲ့ဓာတ်ချက်အောက်မှာဘာမှမကြံအောင်အသက်ခံလိုက်ရတယ်ဟုတ်လားနတ်ဖျားအဆင့်ပဲသူဟာနတ်ဖျားအဆင့်ကိုတကယ်ရောက်နေပြီဒါကမဟာတိုင်းပညာရှင်တွေပိုင်ဆိုင်နိုင်တဲ့စွမ်းအားမျိုးမဟုတ်ဘူးပြေးကြဆိုအခုချက်ချင်းလှုပ်ဝက်လန်းကနေပင်လယ်ရဲ့ချားကိုထွက်ပြေးကြမယ်အသက်ရှင်နေတဲ့ရွေ့တော့အခွင့်အရေးရှိသေးတာပဲကောင်းပြီလွန်ခဲ့တဲ့အနှစ်30ကမင်းတို့ငါရဲ့မိသားစုတစုလုံးကိုတတ်တုံးကဘာလို့ထွက်ပြေးဖို့မစင်စားခဲ့ကြတာလဲရဲချန်မင်းကနတ်ဖျားအဆင့်ကိုရောက်ယုံနဲ့တော်ဝင်မိသားစုကြီး၄ခုကိုအနိုင်ကျင့်လို့ရပြီထင်နေတာလားလွန်ခဲ့တဲ့အနှစ်30ကရဲမိသားစုကိုမျိုးဖြုတ်နိုင်ခဲ့ရင်ဒီနေ့မင်းနဲ့အတူအသေးခံရပါစေဦးတော့မင်းရဲ့ငကားကြီးခုံကိုငါခွာပစ်မယ်ဒီနေ့မင်းနဲ့အတူအသေးခံရပါစေဦးတော့မင်းရဲ့ငကားကြီးခုံကိုငါခွာပစ်မယ်တောင်ပိုင်းမြောက်ပိုင်းမင်းတို့ဘယ်သူမှလွတ်မှာမဟုတ်ဘူးအခုချက်ချင်းသွေးပူစော်တဲ့ပြူဟာကြီးကိုစတင်ကြစမ်းငါတို့ရဲ့အသက်တွေနဲ့သူ့အသက်ကိုလဲမယ်နတ်ဖျားတို့တွေဒီလိုအသက်ကိုတစခံလို့ရတဲ့အောက်တန်းစားအသက်ပညာတွေနဲ့အတင်းအဓမ္မအဆင့်မြင့်ပြီးတော့များမင်းတို့ကိုမင်းနတ်ဖျားလို့ခေါ်ဝင်သေးတယ်ပေါ့ဟာကောင်းစုံလေးတေးပြီးတော့ငကားစိမ့်ကြားဖြူငှက်နီလိမ့်နဲ့နတ်ဖျားတို့ဆိုတာဘလို့ပဲဖြစ်ဖြစ်နတ်ဖျားတို့ပါပဲအလင်းတန်းလေးတစ်ခုကများအစရာပေါင်းများစွာပို့ပြီးနှက်ဆိုင်နဲ့တကယ်ကိုပြည်တော်ငကားအမျိုးတွေရဲ့စွမ်းအားကိုပြပေးရတာပေါ့ဒါနဲ့တင်ပြီးသွားတာလားငါလက်ချောင်းတစ်ချောင်းတောင်မလုပ်ရသေးဘူးမင်းကတကယ်ပဲဘလို့မိစ္ဆာကောင်လဲနိုင်တဲ့သူကဘယင်ပဲလွန်ခဲ့တဲ့အနှစ်30ကငါတို့ရဲ့မိသားစုကိုဖျက်ဆီးခဲ့တယ်ဒီနေ့မင်းကငါတို့ကိုပြန်ဖျက်ဆီးတယ်ငါဘာမှပြောစရာမရှိပါဘူးလက်ဆက်တက်လိုက်တော့ငါ့ကိုအမြန်ဆုံးအဆုံးသတ်ပေးရမယ်ဟုတ်လားမင်းတို့ငါရဲ့မိသားစုအသက်ပေါင်း300ကျော်ရဲ့တွေးကြွေးတွေတင်နေတာအဆုံးသတ်ပေးပါဆိုတဲ့စကားတစ်ခွန်းနဲ့ပြီးချင်တယ်ဟုတ်လားဒီလောကမှာအဲ့ဒီလောက်လွယ်တဲ့အရာဘာမှရှိမလဲငါလက်ပဲရောက်သွားတာလေဒီပထမတစ်ချက်ကတော့ရန်သူတွေကိုလမ်းလွဲပေးဖို့အတွက်မင်းတို့ရဲ့မြပေါင်းများစွာနဲ့အထိုးခံခဲ့ရတဲ့ငါအဖေအတွက်နင်းချလိုက်တာဒီဒုတိယတစ်ချက်ကတော့မင်းတို့တွန်းအားပေးလို့6ထဲခုံချပြီးအဆုံးစီရင်သွားရတဲ့ငါအမေအတွက်နင်းချလိုက်တာကြာပန်းဒီကျွန်တော်မျိုးမှရှိပါတယ်နတ်ဖျားနန်းတော်ရဲ့ကမ္ဘာလုံးဆိုင်ရာပိုင်ဆိုင်မှုနဲ့အာဏာအလုံးကိုသုံးပြီးဒီနေ့ကစလို့တော်ဝင်မိသားစုကြီး၄ခုလုံးကိုသိမ်းပိုက်လိုက်တော်ဝင်မိသားစုကြီး၄ခုရဲ့တွေးသားရင်းမြစ်မှန်သမျှကိုတော့အကုန်တက်ပြစ်တယောက်မှမချန်နဲ့အမိတ်တိုင်းမှာဘသူ့ကိုမှအသက်ရှင်လျက်လွတ်မြောက်ခွင့်မပေးစေရပါဘူးအနှစ်30ကတွေးကြွေးကိုဒီနေ့ပဲဆက်လိုက်ပြီဆိုတော့ဒီမဟာမိတ်နိုင်ငံရဲ့ကောင်းကင်ကြီးလဲလုံးဝပြောင်းလဲရမယ့်အချိန်တန်ပြီအခုချက်ချင်းမကောင်းတဲ့ရည်ရွယ်ချက်နဲ့လှုပ်ထားတဲ့ share ရင်းနှီးမြှုပ်နှံမှုတွေကိုလုံးဝဖျက်သိမ်းလိုက်သတင်းအချက်လက်တွေကိုရယူပြီးစုမိသားစုရဲ့ဗန္ဒာရေးအဖွဲ့နဲ့ပူးပေါင်းကအားလုံးကိုအပြန်အလှည့်ဖွဲ့စည်းလိုက်ဘသူကနတ်ဖျားနန်းတော်ကိုလာဆော့တာလဲငါကိုယ်တိုင်လှုပ်တာအတ္တလန်တိတ်သမုတ်တရားနဲ့နှိမ့်မြုပ်စေရမယ်အရှင်တခင်အခုချက်ချင်းအကောင်းဆုံးရေနံစိမ်းတန်ချိန်1000တူးဖော်ခွင့်နဲ့ဗန္ဒာတိုက်ထဲကဖာရိုဘရင်ရဲ့မျက်လုံးတရဖူကိုအမြန်ဆုံးအထူးလေရင်နဲ့ကြံကြိုးစီပို့ခိုင်းလိုက်ပါဒါကဆရာကြီးရဲ့မင်္ဂလာဦးလက်ဆောင်ပါမင်္ဂလာအချိန်ရောက်ပါပြီနတ်ဖျားနန်းတော်ရဲ့အရှင်သခင်ကိုကာရဝပြုပါတယ်ဆရာကြီးရဲ့မင်္ဂလာပွဲအတွက်ဂုဏ်ယူဝမ်းမြောက်ရပါတယ်အနှစ်1000တည်တတ်ပါစေပန်ကြားရွင်ရဲ့ရွှွန့်လွန်တွေနဲ့မိုးတဲ့ထန်စွာရွာသွန်းနေတဲ့လမ်းကြားလေးကနေဒီလူသားကနတ်ဖျားလိုစွမ်းအားတွေနဲ့ငါအတွက်လောကကြီးရဲ့လေမုန်တိုင်းနဲ့မကောင်းမှုအလုံးကိုကာကွယ်ပေးခဲ့တယ်ဆရာကြီးရဲ့ချင်းဟန်ကိုမင်းလက်ထဲအပ်ပါပြီအဖိုးစိတ်ချပါဒီလောကမှာဘသူမှသူ့ကိုနည်းနည်းလေးတောင်စိတ်ဆင်းရဲအောင်လုပ်ရမှာမဟုတ်တော့ပါဘူးမစ္ဆစုချင်းဟန်ကျွန်တော်တို့တရက်ကို800နဲ့ကားငားတဲ့စာချုပ်ချုပ်တုံးကမင်းပြောခဲ့တာမှတ်မိသေးတယ်ငါသာလူမိအောင်မလုပ်ရင်ကြံတဲ့ပတ်စံကိုအချိန်မရွေးရှင်းပေးမယ်ဆိုတာလေအခုတော့မဆူဒီကြံတဲ့ပတ်စံကိုမင်းဘယ်နှစ်ဘဝလောက်သုံးပြီးရှင်းမလဲဒါဆိုရင်လေငါကပဲအလိုက်တင်နေပေးပြီးတော့ဘဝဆက်တိုင်းရဲ့တီးတန့်ပိုင်ဆိုင်ခွင့်နဲ့ပဲဒီပတ်စံကိုရှင်းပေးရတာပေါ့တကမ္ဘာလုံးကိုတုံ့လုပ်စေခဲ့တဲ့ဒီလိုထာဝရအာဏာအင်ပါယာကြီးရဲ့အစပြုမှုဟာတရက်ကို800တန်နဲ့တမိုင်းဝင်ဆုံးတွဲမှုလေးတစ်ခုဖြစ်လိမ့်မယ်လို့ဘသူကထင်ထားမှလဲဒီလောကရဲ့မိုင်ပေါင်းတောင်းချီတဲ့တိုင်းပြည်တွေနဲ့အဆုံးမဲ့စစ်ပွဲတွေဟာလဲနောက်ဆုံးတော့သူလှည့်ကြည့်ပြီးပြုံးပြလိုက်တဲ့ခဏတာအလှတရားလေးကိုမရှင်းနိုင်ပါဘူး